များသေးတယ်တော့ဝိုင်းလေးနားမှာပြတာလေဝိုင်းနေတာဟဲ့တော့ဝင်ရသိမွေးရပါဘူးငါတော့မပေးချင်ဟာခင်ဗျာလေဗျာကျွန်တော်မကွေးရနေပြီးတော့ဒီမှာစီးတာ3500ပဲပေးရတယ်မကွေးနဲ့ရန်ကုန်နဲ့မိုင်320ပဲငွေရဒီကနေပေါက်တော့ခင်ဗျာ7မိုင်15မိုင်ငွေအဲ့လိုမတောင်းသေးဘူးခင်ဗျာငါမလျှော့နိုင်ဘူးဗျာခင်ဗျာဟုတ်တော်တယ်ဘိုင်းတော့ရတယ်2000ထားလိုက်ပါဒါမှကျွန်တော်ပူပေးတာခင်ဗျာမရဘူးပြောတယ်ဒါတွေတော့စုံလာတယ်ဟာဘောတော့သွားဘူးပေါက်ထော်များပါဦးလေးတာဘယ်ရလဲလုတ်ပြန်ဟမ်2000ထားဗျာအဲ့လောက်ကြီးတော့မကွာနဲ့လေညီဟို200ရှော့ပေးမယ်နော်2003800ပေါ့အေးပေါ့ဟာမိုင်320ကိုလည်းကျွန်တော်3500ပေးရတယ်မိုင်320စီးတဲ့ခီးတဲ့တော့ခင်ဗျားတို့ပုံများသေးတယ်ဗျာမတူးလေဟိုကကားကြီးတယ်ဒီကကားသေးသေးလေးလေအဲ့ဒါကွာတာပေါ့ညီလေးကားသေးတော့ဈေးရပေးရမှာပေါ့မကားသေးတဲ့ဈေးသေးလို့မရဘူးလေကားသေးဈေးကြီးတယ်နည်းထပ်မလျှောက်ဘူးမရတော့ညီလေးနော်ဘယ်လိုမှမအောင်ဘူး3000နော်ကျင်းတဲ့အစီလေမကျင်းတဲ့ညီလေးလည်းကားတွေစုံနေကျင်းတဲ့အစီမကျင်းတဲ့မစီနေဘောညီလေးကလည်းနည်းနည်းကားမုံနော်မောင်းတဲ့လူကပဲဂျပန်ပြန်ဂျပန်ပြန်ဆိုလည်းနည်းလျှော့ဗျာအေးပေါ့လျှော့မလျှော့လေကိုဂျပန်ပြန်လာတာကြာပြီဒီမှာကိုကအလုပ်ဟိုပြေးလို့မောင်းတာဟုတ်တယ်လေစင်မြေ3000ရရင်တော့စီးမယ်အေးဘော3000လေးကပြောတာလေ3000ပဲပြောတာ3000ပြောတာအေး3000ပြောတာစီးမယ်ဗျာအေးတင်တယ်ဒီလေကိုကောင်းအောင်စီးရတာဘုံလိုက်စမ်းပါဘာဖြစ်လို့လဲပေါ့လဲဆိုတော့ကိုကဂျပန်မှာနေပြတာတော်ကြားတယ်ဂျပန်ပြန်လာတာသိမကြဟုတ်ကွာတော့ကွာဝဲသားတော်ကွာဘာဖြစ်လို့ဂျပန်မှာဆိုရင်ဒီချိန်ကိုအရင်အေးနေပြီအေးတာမှတော်အေးတာရေခဲတိုက်ထဲရောက်နေအမဟုတ်လေအဲ့ဒါရေခဲတိုက်တွေမှာမပြောနဲ့လေကားမောင်းနေနမိတ်မကောင်းအေးတယ်ဆိုတော့ပြီဒီရောက်တော့ရောက်အောင်ချင်းမနေနိုင်ဘူးပူလိုက်တာတော်ကွာတော့တော်ပူနေတာအဲ့ဒါများဗျာခင်ဗျားလေအဲကွန်းလေးပါလေတက်စီးပေါ့ဗျာတက်လို့ပဲဒါပေမဲ့ဒီရောက်နေတော့နေသားကြသွားပြီမလို့တော့ပါဘူးဒါတွေကဂျပန်ပြန်လာတာဆိုတော့ပတ်စံတော်စုနေတယ်စုနေတယ်အခု60လောက်ရှိည60မဟုတ်ပြ60ဆိုပြောတာမဟုတ်ဘူးဒါမျိုးကြီးပဲကအစီ60အဲ့ဒါဗျာခင်ဗျာကားမောင်းနေတာဘာလုံးမပေါ့ကွာအပျော်ကမောင်းနဲ့မောင်းနေတာလားအပျော်မောင်းနေဆိုရင်ဘာဖြစ်လို့ပတ်စံတောင်းနေဒါကတော့ဒီလိုရှိတယ်လေညီလေးဟိုစီးတဲ့လူလည်းဂုံရှိသွားအောင်လို့အခုရဟဲ့ဒါယူလိုက်တာပါအာနာပါနာဒီကိုမဆန်းဘူးဒီလေမင်းနေတဲ့အိမ်တော့မင်းဖတ်မိပါနဲ့နော်လမ်းကိုမှတ်မိတယ်နော်မှတ်မိတော့ဗျာကိုနေတဲ့အိမ်ပဲဒီလေဟာလေမှတ်မိတာသေးကြတယ်နော်သေးကြပါလေဆိုဗျာမောင်းတာမှာကျွန်တော်ပြတဲ့နေရာတိုင်းမောင်းတာမှာကိုကတက်စီသမားဆိုတော့တိနေဒီလမ်းကြောင်းကြီးမောင်းနေရတော့တော်တော်များနေပြီခောက်တော့ခောက်ပြန်ဖြစ်နေကျင်းနေပါရဲ့နော်ညီလေးနော်ရန်ကုန်မှာတက်စီမောင်းထားဆိုလမ်းနေမသိဘူးပါဗျာသိတယ်လေဟုတ်ကဒီတန်းပတ်ဝန်းကျင်မှာတော်တော်များနေသလားလို့အဲ့ဒါဘောင်းတာလေရောက်ပြီဘာမှဖယ်ရောက်တာတော့အေးရောက်တော့ဗျာဘယ်လိုဘာလဲခဏရဒီမှာဥပြတဲ့ဘာလို့မို့ဟာကျွန်တော်3လောက်ရှိပြီဗျာဖြတ်မောင်းတယ်ခင်ဗျအစောကြီးတယ်ပြောပါလားရောက်လို့ပြောပါလားခင်ဗျကျုပ်က3000တောင်းတာဟုတ်3000နဲ့တောင်းကောက်ပတ်စီးနေတာပေါ့ကျုပ်ကတော်တော်စီးတယ်ဂျပန်မှာတောင်းလို့တစ်ခါပဲမှတ်ထားမယ်အဲ့ဒီမြင့်တော့မှတ်ထားမယ်
တန်ကြီးမှာမဆောင်တော့ခင်ဗျားတို့ဟဲ့လူတကား ဟာလေခြံတကားပါပြေးပြအောင်လားမပြေးပြနိုင်ဘူး အဲ့ဒါလည်းသွား ဟာမယ် Mama so down on low yard. Mama so down on low yard man. Mama so down on low yard. Mama so down on low yard man. ကဲမြန်မြန်ကြောက်ပါဆရာသမားရဲ့နော်လို့ကိုဆရာသမားကတုံးနေတယ် အဲ့ခေါ်ရဘူး ဒီဟာလူသွားဆွဲလိုက်နေဆုံးဆိုရနော်ဟုတ်ပြီ ဟို၄နိုင်တော့ထိုးနေလားစီ ၄နိုင်တော့ပါပြီ ဟို၄နိုင်ခွဲကြရင်လုံးစင်းတော့မလေး ၄နိုင်ခွဲရုံးစင်းတော့ပါပြီ ဟောအဲ့ဒီမနေ့ကညမှာဆွဲပါလားကျွန်တော်ရောက်ချင်းစိုးပြီးသွားဆွဲပြီးပြီ ဒီနေ့ရုံးစင်းကြီးက၄နိုင်ခွဲ ဟုတ်တယ်ဗျာ အခုမနေ့က အခု၄နိုင် ဟောမင်းတို့အလုပ်လုပ်ချင်းနိုင်ခွဲတိတိကျကျနော်ဒီကနေလမ်းချောက်သွားရင်9မိနစ်ဟိုမှာဘိုးတို့ဆွဲရစောက်လာ9မိနစ်ရချောက်လာ9မိနစ်15မိနစ်15မိနစ်တော့ပို့သေးတယ်သွား ဒါဘာလုပ်နေကြလဲဟဲ့မင်းနေဒါဘာလုပ်နေလဲ ဆရာဟုတ်အိမ်ပြန်ဖို့လေဆရာ အိမ်ပြန်လာနေရုပ်ရှင်သွားရအောင် ဘုရားဦးဆရာလည်းဟိုလေလုံးလုံးထားပြီးချွေးနေဆိုတော့လေနည်းနည်းပြန်တာဆရာစမ်းတက်လို့တော့နော်ဆရာနော် ဒါမျိုးကြောင့်လည်းအချိန်ယူပြီးတော့လုပ်ကြဟုတ်လားဟမ်အခု4နိုင်ပဲရှိသေးတယ်4နိုင်ခွဲမှရုံးစင်းပါဒီလိုလေလာအားတို့ကဟိုကြီးဒီကြီးပြတ်လို့ရှိရင်မျက်နှာကြီးစူပုတ်ရှုံ့မဲ့နေတာဟုတ်လားဟမ်တာယာတန်ကြီးလူကြီးရမှာဒီတာယာတန်ကြီးယူပြီးလို့ရှိရင်တာယာလုပ်ကိုယူထားတဲ့လာကနဲ့တန်အောင်ပြန်လုပ်ပေးရတယ်ကုမ္ပဏီကငါတို့ဒီလာကလေးပေးထားတယ်ငါတို့ကဘာတွေတန်အောင်ပြန်လုပ်ပေးမလဲကောင်းလေးနဲ့နည်းနည်းစဉ်းစားတော့တယောက်နဲ့တယောက်စေတနာကြီးထားပြီးလို့တိုးတက်တယ်အကုန်လုံးနာယူရဆိုတာကဘာကြီးကိုပြောင်းပြန်လှန်ပြလို့ရတယ်အချိန်ကြီးအများကြီးရှိသေးတယ်ဒီနိုင်ကွန်းကအားလုံးရုံးစင်းရမယ်လုံးဆရာမရှိတဲ့အဲ့ကပွဲမှာထိုင်နေကြ 不要，哎，要没？啊，牛的，我刚唔收啦，我唔收过瓜，你睇佢點？ တေးရှင်ကိစ္စချင်းငါ့ကိုလာခွင့်တောင်းလို့ရတယ် 係啦， ကိုနေရ 咁樣， လာပဲ အိမ်ပြန်လို့လေဆရာရုံးစင်းတော့မယ်လေဆရာ ရုံးစင်းကြီးက4နိုင်ခွင့်မလားအခု4နိုင်ပဲရှိသေးတယ် ဟုတ်တယ်လေခုခွဲနေပြီကျွန်တော်နိုင်ရလေ4နိုင်ခွဲနေပြီဆရာနည်းနည်းမြန်နေလားမသိဘူး လိုချင်တော့မင်းတို့နိုင်တယ်ကိုလုံးငါအခါနိုင်ရလာတိုက်ထားလိုက်နိုင်ပြန်လို့နေလို့နေအစီအစဉ်လာပေးမယ်ရုံးစင်းကြီး4နိုင်ခွင့်အကုန်လုံး4နိုင်ခွင့်မပြန် ဟုတ်မယ်ဆရာဟောထိုင်ပါဆိုမှဘယ်နဲ့4နိုင်ခွဲမှပြန်ပါဆို Mama so down လို့ငါထင်တာငါသာဟုတ်ရေချိုတမင်းစားတွားအေးစနစ်ကတိကြအချိန်နဲ့မှတော့အသုံးချဘယ်အချိန်မှစောင့်မယ်ဘယ်အချိန်မှပြီးမလဲအပိုးလည်းမရှိရအလိုလည်းမရှိရဇရာနဲ့စနစ်နဲ့မှတ်သားသူ့အချိန်များချက်ပဲတန်ရင်ချက်ပဲလို့တရားပဲတန်ရင်တရားဖို့လို့အပိုးလို့မရှိရတန်အောင်လုပ်ဟာစားမယ်ဆိုလဲအစာရင်နဲ့တန်အောင်ကွက်တိစားနေခဲ့သွားမယ်ဆိုလဲနာရီနဲ့တစ်စက္ကန့်လေးမှမပိုနိုင်တဲ့ပိုကုန်ရမယ်အလုပ်ဘာမှလုပ်မှာမဟုတ်တောင်လို့တောင်စားတောင်သွားတောင်နာဘာမဆိုတန်အောင်လုပ်ရတယ်ဘာမဆိုတန်အောင်လုပ်ရမယ်တန်အောင်လုပ်ရတယ်ဘာမဆိုတန်အောင်လုပ်ရတယ်ဘာမဆိုတန်အောင်လုပ်ရတယ်ဘာမဆိုတန်အောင်လုပ်ရမယ်ဘာမဆိုတန်အောင်လုပ်ရတယ်ဘာမဆိုတန်အောင်လုပ်ရမယ်ချစ်ရေးဆိုရင်လည်းအမြဲတမ်းချိန်ဆတွေးနေတဲ့ငါယူရင်ငါကပဲလှုပ်နေမယ်ဒီနဲ့အိမ်တော်ကြီးတမ်းမလားငါဘက်ကပဲရှုံးနေမလားဒီလိုတွေးရင်ဒီလိုချိန်ဆရင်အချက်တွေကဖြည်းဖြည်းချင်းငါရဲ့နာမှာကွက်လက်ကြီးပြန်စင်ရမယ်စဉ်းစားပြီးခုချိန်ကြီးတော့လူမျိုးကြီးဘာမဆိုတောင်းလို့ငါထင်တာငါပါဟုတ်ရေချိုထမင်းစားတွားအေးစနစ်ကတိကျအချိန်တွေမှအသုံးချဘယ်အချိန်မှစမယ်အဘယ်အချိန်မှပြီးမလဲအပိုးလည်းမရှိရအလိုလည်းမရှိရဇရာနဲ့စနစ်နဲ့မှတ်သားသူ့ချိန်များဘာမဆိုတန်အောင်လုပ်ရတယ်ဘာမဆိုတန်
မယ်ဘာမဆိုတန်အောင်လုပ်ရတယ်ဘာမဆိုတန်အောင်လုပ်ရမယ်ဘာမဆိုတန်အောင်လုပ်ရတယ်ဘာမဆိုတန်အောင်လုပ်ရမယ်ဘာမဆိုတန်အောင်လုပ်ရတယ်ဘာမဆိုတန်အောင်လုပ်ရမယ်ဘာမဆိုတန်အောင်လုပ်ရတယ်အိုးဘာမဆိုတန်အောင်လုပ်ရမယ်ဘာမဆိုတန်အောင်လုပ်ရတယ်ဘာမဆိုတန်အောင်လုပ်ရမယ်ဘာမဆိုတန်အောင်လုပ်ရတယ်ဘာမဆိုတန်အောင်လုပ်ရမယ်ဘာမဆိုတန်အောင်လုပ်ရတယ်ဘာမဆိုတန်အောင်လုပ်ရမယ်ဘာမဆိုတန်အောင်လုပ်ရတယ်ဘာမဆိုတန်အောင်လုပ်ရမယ်ဘာမဆိုတန်အောင်လုပ်ရတယ်ဘာမဆိုတန်အောင်လုပ်ရမယ်နေ့တိုင်းနေ့တိုင်းလဲလိုက်ပြောနေငါပြန်ပြောနေတာပေါ့ဟာမပြောရင်ဒီချက်ပို့ဆိုးလာမှာပေါ့ပြောစမောင်နင်းကပြန်ပြောလိုက်တာကျမကမလှပါဘူးလို့ကျမကမချစ်ပါနဲ့ကောင်းကောင်းမွန်ပြန်ပြောလိုက်တာပေါ့အဲ့ပုဂ္ဂိုလ်ကဘာပြန်ပြောရမှန်းလဲကျွန်တော်ကတဲ့မတ်ချွေတယ်ဝါပြီးလှနေရလေးကိုပဲချစ်နေရပါကဲအဲ့ငါဘာပြန်ပြောမှန်းမသိတော့ဘူးဟာနင်အဲ့စကားတစ်ခုနဲ့တွေ့သွားမှာလားအဲ့ပုဂ္ဂိုလ်ကစပယ်တော့ကောင်းမသိတာမနဲ့ sorry လဲအိမ်ရှိရအောင်နေတာ အဲ့ဒါယောက်ျားမာယာလို့ခေါ်တယ်ဟဲ့သူတို့တွေကလေနင့်ကိုမကြွေကြွေအောင်နင်းမျိုးစုံနဲ့တုံးနေမှာပဲယောက်ျားတွေကလေပခိုးနဲ့တူတယ်သိလားဘာဖြစ်လို့ပခိုးရဆိုတာနင့်အလစ်ကိုအမြဲတမ်းချောင်းနေတာလေနင်းလက်ထိုင်နဲ့နင်းစရာတစ်ခုခုပါသွားပြီးသားပဲအဲ့လိုပဲသူတို့ရဲ့ယောက်ျားတွေရဲ့မူယာမာယာတွေထဲမှာနင်းပါသွားလို့ရတာလားနင်းစရာတစ်ခုခုပါသွားပြီးသားပဲအဲ့ကြောင့်ယောက်ျားတွေကတခိုးနဲ့တူတယ်လို့ပြောတာဩဒါကြောင့်ကျွန်တော်ဒီမှာထိုင်ရောပုံလို့ထိုင်မော့ဒါကျမပိုင်တဲ့နေရာမှာမဟုတ်လားဘာမှတော့တည်တာပုံလို့ရဲ့အဲ့ပုံလို့ဆိုမှခွန်းတောင်းတဲ့နေတယ်လို့ဖြတ်ဆက်ရှင်မြန်ပြောပြီးလို့ရှင်သွားတော့ကျွန်တော်ပုံလို့ချစ်တယ်ပေါ်တင်ပါလားဒီမှာရှင်ကျမတကယ်ချစ်တာနော်တကယ်ချစ်တာပေါ့သိကြလားသိကြတာပေါ့အဲ့ဒါဆိုလို့ရှင်ဟောရီကနေပြီးတော့ဟိုးမှာ IBC တွေ့လားအဲ့ဒီဖြစ်3កောက်ပြေး3កောက်လားကြောင်လိုက်လားကြောင်နိုင်မကြောင်နိုင်ပြောမနေနဲ့ရှင်ပြင်းနိုင်ပြင်းမပြင်းနိုင်လို့ရှင်ဒိုးတော့အဲ့ဆိုလို့ဒိုးရအဲ့လောက်ကြီးတော့မတတ်နိုင်သင်ငန်းစာဆိုတာအဲ့လိုပေးရတယ်ဟဲ့အယုတ်ဒီလားဒီဒီဆိုင်ဒါတော့တော့ပတ်ချင်တယ်ကြီးတော့တိုင်းစားလောက်လေဒီစီရော50ကြီးရော50အဲ့တော့တခြားကို30ပေါ့ဟာတခြားလောက်လို့ဘယ်ရမလဲဒီစီလောက်ကြီးမှာပေါ့ဟာယောက်ျားတမ်းမနဲ့ဈေးဝတာစီးတောင်စီဖို့နဲ့ဟောဒုက္ခပါပဲနဲ့ချောင်းမရတော့တခြားလိုက်လို့မရဟာမရဘူးဒီစီလောက်ကြီးမှာရမယ်ဝယ်ကျင်လဲဝယ်မဝယ်ကျင်လဲနေအယုတ်ဒီတော့ဟုတ်တယ်ငရုတ်ဒီဆက်လားမဆက်ဘူးဒါနှက်စားတဲ့ဟာတော့စားတဲ့ဟာမဟုတ်ဘူးငရုတ်ဒီပြည့်မဆက်ဘူးမဆက်ဘူးဒါဆိုဒါငရုတ်ဒီပဲဟုတ်တယ်ဝယ်ဘူးဟာဘလို့လူစားလဲမသိဈေးတယ်ပဲ तू ကသိနေရတယ်ကိုကြီးကဒီစက်တွေဝယ်မလို့နဲ့တူတယ်ကျွန်တော်တို့ကဒီကရောင်းဝန်တန်းတွေပါဘယ်တော့ငါ့ကိုတောသားဆိုပြီးအထင်သေးတဲ့မျက်လုံးနဲ့မကြည့်ရခင်ဗျာငါလူပဲကောင်းခတ်တယ်နော်မင်းတို့လည်းရောင်းလို့ရပြီပေါ့ဟုတ်ကဲ့ရပါတယ်ရပါလေငါတို့နေခဲ့မှာတော့မင်းတို့ကြည်တို့နာမည်ကြည်ခင်ဗျာကဘို့ကျွန်တော်ကြီးမဟုတ်ဘူးလေကြီးမဟုတ်ဘူးယောက်ျားစစ်စစ်တယ်လေမင်းဝေးလိုက်တာခင်ဗျာဘာလဲမင်းတို့ကုန်ကစိတ်ကွာဘာလဲဟိုကကြီးဟောကျွန်တော်တို့ကုမ္ပဏီရဲ့ GPS ဟေးငါအတကောခေါ်တာဟုတ်ကဲ့ GPS ပါဟုတ်ကဲ့ငါဟိုဟင်းရဲ့ပစုံငါကြတဲ့စတာဝယ်တာမဟုတ်ဘူးနော်ဟုတ်ကဲ့မင်းတို့သိထားဖို့လိုတယ်မျက်လုံးလေးကိုကြည့်နေတာသိတယ်ဟုတ်ကဲ့သိတဲ့ချီတာဝယ်တာနော်ဟုတ်ပါတယ်နော်ဟုတ်ပါတယ်ဝယ်လို့ရပါတယ်ဝယ်လို့ရမှသိရလေဟုတ်တယ်အခုဘာဆက်ကိုဝယ်ချင်တာလဲဗျာပြောပါဗျာဟာမင်းမာလာကြီးလားဟမ်မင်းစကလုံးကြီးမာလာကြီးလားကျွန်တော်တို့မင်းတို့ဥပဒေရုပ်နေနဲ့ငါလိုလူမျိုးအဲ့လိုပတ်ပတ်စတဲ့ခံပြောရတယ်စကလုံးကြီးမာတယ်နော်စကလုံးကြီးရောက်ပါတယ်ဆက်ဘယ်လိုလဲကစတမာလို့မဆက်တော့ပြောပါခင်ဗျာဘာလို့ကြည့်လဲအဲ့ဒီလူမျိုးနဲ့တွေ့ချင်တာဗျပိုက်ရှင်တယ်ဟောပိုက်ရှင်တော့ကျွန်တော်လက်တော့မှာမန်နေဂျာဆိုတော့တို့နေဘက်ကဟိုစပားအဝယ်တိုင်းမန်နေဂျာမျိုးအရာရှိပဲပေါ့ဟာကျွန်တော်ဘာလုပ်ရလဲအဲ့မှာဟိုဒေါ်လာကြီးရှိတာ
ရုံးမှာဒေါ်လာကြီးဆိုရှိ မဟုတ်ဘူးလေမင်းတို့ရှိမှာဒေါ်လာကြီးကတော့နာမည်ကြီးပါတယ်ဒေါ်လာကြီးလေဟောဒေါ်လာကြီးတွေ့လား အဲ့ဒါနင်းနုထွေးတယ်ဒီဘက်ကသူသားကြီးဒေါ်လာကြီးဆိုသူတို့အမေများဖြစ်နေ မဟုတ်ဘူးလေဟဲ့ဘာကြီးရတော့မရှိနဲ့ဒါဖေးရကစုံခွဲနေတာမဟုတ်ဘူးဟောမှာလေမင်းမန်နေဂျာပူတော့ဝေးနေငါတက်မလားတော့ငါဒေါ်လာကြီးအဲ့ဒါပဲဒေါ်လာကြီးဆိုတာ ဒေါ်လာကြီးကစိတ်မရှိပါဘူးဗျာကျွန်တော်မိတ်ဆွေတို့ရက်ကအခေါ်ပေါ်ကျွန်တော်မသိလို့ပါဟုတ် တော့ဘယ်လောက်လောက်ရှိ တော့14သိန်းပါမယ်ဟိုမှန်ကပါပြီးသားပါ14ရောစီးအစုံပါပါတယ်စိုင်းဒီဘိုက်တင်မယ်ဆိုလို့ရှိရင်850လောက်လို့ 850လောက်ဆောက် အုတ်တင်မယ်ဆိုလို့ရှိ ဟာ ရင် အုံမဟုတ်ဘူးလေအုံစကားထဲမှာပြောနေလေအုံမဟုတ်ဘူးဟုတ်စီရော စီစားလည်းရမ်းတက်တာပါလေတနာယူနှစ်ပလင်းလောက် တနာရီကို2ပလင်း ဟုတ် ဟိုကိုလေတွေကနေပြီးတော့အိမ်နဲ့ဆိုရင်3မိနစ်ပဲဝေးတယ်ပေါ့လေအဲ3မိနစ်ဆိုရင်စီဘယ်လောက်ကုန်ခမန်းကြီးပေါ့ 3မိနစ် 3မိနစ်ကိုတွက်ကြည့်တာပေါ့ 3မိနစ်နိုင်ဘက်ကတက်ပြီ15မိနစ်ဆို3မိနစ်ဆိုလို့ရှိရင်အဲ့ဒါဇုံးနှစုံးလောက်ပဲကုန်ခင်ဗျ ဟာဇုံးလို့ဘာလဲအတူတူတော့ကိုရောက်ချုပ်ဇုံးကြီးလားဒါမှမဟုတ်ဘာလို့တစ်ဖက်ဇုံးလားဒါ သမင်းစားတဲ့စတီးစုံးလောက်ပေါ့ စတီးဇုံးလောက် ဟုတ်ကဲ့ ဘလောက်ခ တနေ့အမကပါ ဟာမင်း14သိန်းပဲပြီးတနည်းတည်းဆိုတော့မင်းလုံလားဟာနေဟုတ်လား မနေ့ကဟိုကျွန်တော်တို့ပြောတာတနေ့ဆိုတာဒီစက်ပိုင်းဆိုင်အောင်ပြောတာပါဟိုဒီဘောက်ဆက်ကပြင်နေရနေသွားတွေပါလေပြီးခဲ့လို့ရှိရင်ကျွန်တော်တို့အကုန်ကားပြန်လုပ်ပေးပါဟိုကားတစ်စီးလုံးနဲ့ပတ်သက်လို့မိတ်ဆွေကြီးဒါမိတ်ဆွေကြီးရဲ့အကိုင်အတွက်ပေါ်မှာမူတည်ပါတယ်အကိုင်တွေတက်တယ်လို့တစ်သက်လုံးခံမှာ ဟုတ်နည်းရှော့လိုက်ဘာလို့ဒီတစ်လုံးတော့မခံနိုင်ဘူးထင်တယ် ဟုတ်ပါဘူးကျွန်တော်ကဟိုသဘောပြောပြတာပါမိတ်ဆွေကြီးစိတ်ကြိုက်ကြမ်းကြမ်းတမ်းတမ်းပြစ်စလက်က3အနည်းဆုံး4-5နှစ်ကတော့အမခံပါတယ် ကျင်းကနေ ဟုတ်ကဲ့ တကယ်တော့ တကယ်ပါ မလင်ရဘူး မလိမ့်ပါဘူးဗျာမိတ်ဆွေကြီး ဖျားစု ဆူပါဖျားစီ မွတ်ချပြစ် ပြစ်မိုးကျိုးပြစ်ပါ ဒီတရားက2နှစ်အမခံလဲဆိုတာသိကြလား မိုးကျိုးပြစ်ခံပါတယ် ဘယ်တရားမှမွတ်ချပြစ်တော့မခံနိုင်ဘူး ဟောမဟုတ်ပါဘူးကျွန်တော်ကဟို2နှစ်အမခံတယ်ဆိုတော့ကြင်ပြောတာပါမိတ်ဆွေကြီး မင်းအဲ့လိုပါဘူးတို့ကလည်းဒီဝယ်တဲ့ငွေနဲ့ပြန်ရလာမဲ့ကွန်ပစ္စည်းကိုလည်းချင်းတွေးစားရတယ်တို့လည်းဒီကုမ္ပဏီမှာလက်စာယူထားတာ ဟုတ်ပါတယ် အဲလက်စာယူထားဆိုရင်ကုမ္ပဏီရဲ့လက်စာကိုတန်ချင်းပြပြန်လုပ်ရတာမဟုတ်ဘူးလားနော် ဟုတ်ပါတယ် အဲ့တော့14သိန်းကတော့ကြတယ်မနေ့ပြန်ကိုငါတန်းနဲ့ငွေလာချိမယ် ဟုတ်ကဲ့ပါရပါ ဆယ်ရတော့2000ပဲထားလိုက် ဟာရပါခင်ဗျာပေးစရာမလိုပါဘူး ဟုတ်အလုပ်သဘောလေ ဟုတ်ကဲ့ဟိုအလုပ်သဘောဆိုရင်တော့ရပါလေမိတ်ဆွေကြီးဦးလေးကိုကြည့်ပြီးတော့ကျွန်တော်ယုံပါခင်ဗျကြိုက်တဲ့အချိန်မျိုးလာခဲ့ပါဒီလိုလိုလဲပါ ဒီဘက်ကတော်တယ်ဒီဘက်ကတော်တယ် ဟိုကြီးအပူကြီးကြိုက်တာလေး3000ပါ ဟာလူမှုဆက်ဆံရေးပြပြပါလားမန်နေဂျာပဲလား အမဟုတ်ဘူးကျွန်တော်အလုပ်သမားပါ ဟာတစ်ချိန်ကမန်နေဂျာတော့ဖြစ်အောင်ဗျာဒီဥပဒေချုပ်ကြည့်စမ်းအားလေးညိုတာလွယ်တကယ်ဥပဒေချုပ်ကောင်းမယ် ဒီမှာအေးတောက်လိုက်ပါဦးလား မတော့ပါဘူးကကျေးဇူးပဲဟုတ်လာခဲ့မယ်နော်တား ဟုတ် နဲ့ ကဲ့ပါဟုတ်ကဲ့ပါ 14 မာယာဒီမာယာဒီပြောလိရမယ်ပြောလိရတော့ ဟုတ်ဟမ်ပြောကြည့်လူရောက်လာ အာပြီးတော့300 ပြီးတော့ ဟော ဟာရောက်လာတယ် အမများပါကျွန်တော်ပြောလိရလှတယ်အလုံးလဲကြီး နေရကားတယ် ဘာမဟုတ်ခဲ့ရမြတ်300 ပြီးတော့ ဟုတ်ကဲ့ 15လုံးပဲရှိတယ်16လုံးပြီးပြီ16လုံးနော် ဟုတ် 6လုံးဆိုတော့လာပြီနော်ကျွန်တော်တွက်လိုက် ဟုတ်ကဲ့ တပီးကို316လုံးဆိုတော့တစ်လုံး18ကျပ်နဲ့85ပဲကျွန်တော်၄လုံးပြီးပါ ဟမ်ဖြုတ်မရောဖြုတ်မရောရောက်ပါဗျာခင်ဗျားလည်းကျွန်တော်လည်းအတူတူပဲလေခင်ဗျာတပီးရောက်ရင်လည်း300ရမှာပဲကျွန်တော်၄လုံးဝယ်တစ်လုံးတော့ကြာတာပဲအတူတူပဲဟာ ဒီလိုလုပ်ပြအဲ့တော့တစ်လုံးကို25ကျပ်ပေး ဟာခင်ဗျားဘာလို့ဈေးတော်ပါလဲကျွန်တော်တွက်ကြည့်ပြီးတပီးကို300တစ်လုံးကိုခင်ဗျာ18ကျပ်နဲ့85ပြကြာတယ်ခင်ဗျားလူလည်းမကြပါနဲ့ ဟာဒီမှာတစ်လုံးကို25ကျပ်ဆိုရင်ယူရင်ယူမယူရင်နေတစ်ပီးလုံးဆိုရင်300ယူပါ အဲ့ဒါဆိုတပီးလုံးယူမယ်200ထား မရဘူးဗျာမရောင်းဘူး200လည်းမရောင်း300ရမှရောင်းမယ်တစ်လုံးဆိုရင်အစိတ်နဲ့ရောင်းမယ် ရောဒီရောက်ဘူးပဲရွှေရောက်မယ်နဲ့ဟိုပဲဦးဗျာ ဘုရားနေမော
တော့ထားနေ အမလေးဟဲ့ပြေးခိုင်ပါမလေးငါအိုက်ကပြန်နေကျိုးပြီလား ကြည့်နေပါနော်ဟာနင်ကလည်းကျိုးကငါပြန်ဝင်မှာပေါ့ထပ်တော့ပါရတော့ပြက်အမဆန်ပေရပြဿနာကျမကတော်တော်ကျိုးပေးရနော်ရုံးမှလည်းဒီပေရပြဿနာပဲ ဘယ်သူနဲ့အဆင်ပြေဖြစ်လို့လဲ 哦，对了，你妈嘞，有嘛？俺这也 manager 是，哎 manager 路有一个的，嘛俺这边嘞唱多俺咪吧嘞，我表来着嘞，送你家嘞。လေဒီလူပြိုကြီးကိုတန်အောင်ကြောင်းတော့မပြောနဲ့တော့ကြီးပြောလို့ဆုံးမှာမဟုတ်တော့ 好吧好吧。 ဟုတ်တယ်အောင်နာမည်ကဘယ်လိုလဲမသိဘူးနော် 嘿，都那边人家了，过得也不好喂，都那边人家过高米的，都也来东西个，把们收当了哇嘞的。 ဘာမဆိုတန်အောင်လို့ အေးဟုတ်တယ်အဲ့ဒါကြောင့်မို့တယုံတော့သူ့ကိုကိုရမှာလေလူပြိုကြီးကိုတန်အောင်နာမည်ပေးထားတာမမဆန်းရေပိုးနူတို့လူပြိုကြီးကိုတန်အောင်ကြောင့်ပြတ်ပြတ်လိုက်ပါဦး ပြောရမယ်လူပြိုကြီးကိုတန်အောင်ဆိုတာတယောက်တည်းနေတာနေကရန်ကုန်မှာနေတာမဟုတ်ဘူးဒါပေမဲ့ရန်ကုန်မှာအလုပ်လုပ်နေတာသူ့အကြောင်းပြောရမယ်ဆိုရင်ဘာတက်လာရောဘာလာ ဘာပဲဘာပဲဘိုက်စားတယ်လေကန္နာလေးမြောက်တော့ဒါမျိုးအားပေးရကာလာဟုတ်တယ်စိတ်တော့ပေါ့ဟောကောင်းတော့ဗျာဟာကာမကားလို့ပြောဒီလိုသုံးမစားဘူးဟုတ်အနိနာလက်ဖက်နဲ့ပတ်သက်ပြီးတော့ဇာတ်ကပုံတစ်ခုရှိရကြားဘူးလား ဘာလဲ ဗါတယ်ဗျာလက်ဖက်ကောင်းစားနေဘာဖြစ်တယ်ဆိုလား မလေးပလောင်တောင်တဲ့နေ မားတယ်ဘာလို့မားလဲလက်ဖက်ကောင်းစားရင်တဲ့မစုံတော့များများထည့်ရတယ် မလေးပါပါတော့ အဲ့ကောင်းရင်အင်္ဂါရက်နဲ့ညီမျှတယ်ဗျာမပြောင်းလို့ဇွန်ကြောက်တယ်ပဲ လာပြဘာလို့မမြင်လိုက်ဘူးဟုတ်ပါပဲဟဲ့ငါတမီးတယ် ကျွေးကြတယ် ငါကြည့်လိုက်ပါဟောကျွေးလိုက်ပါရင်းနှီးမှုပို့ရတာဆရာပဲရင်းနှီးနေရ ဆရာကိုကစေတနာနဲ့ချွေးရဘာဖြစ်လဲ ဟာဟုတ်တာ ဒါပေမဲ့ဖျားစာလေးလို့ချွေး ဟဲ့ဘာလို့ရောက်တော့မြေဘာလို့စမ်းတော့ပြောတဲ့တိုင်းနဲ့စမ်းပါဟုတ်တယ်စမ်းပါဘာစမ်းဘာဘာကျွေးလိုက်ပါဟုတ်ကျွန်တော်လည်းပြောလိုက်တဲ့ဆောက်လေအကျိုးဆောင်နေဟုတ်ကဲ့ဗျာကျွန်တော်တော့လာပြီလို့ ဆရာကိုဒီကြောင်ညာရင်းနဲ့လက်ဖက်တက်ပြီးစားပါ ကျေးဇူးတင်ပါတယ်ဟာဆိုင်လေသမီးရဲ့ဆိုင်ဆိုတာလေသူ့တိုင်ရပဲပြီးပါတော့ကျွန်တော်ဆိုင်ရသမီးနဲ့မပြောသေးပဲတန်လို့ထည့်ပြီးသွားတယ်ဘယ်တော့မှမရမရှိတော့ကျေးဇူးတော့ဟာရောမစားဘူးကွာရော အဲ့လိုကြီးပြောလိုက်တော့ဟဲ့သွားကြွေးရတယ်ငါမှအယူကြီးကိုပြေးလို့ အော်မမဆန်းဟိုဇရာငါပြောသေးလေးကြောင့်ပြတ်လိုက်အောင်မယ်လေ အေးပြပြ ဒီလိုဟဲ့ဒီလို ဘိုက်စားလိုက်တော့ဝါဘာမှလည်းစားစရာမရှိဘူးတပည့်တိုင်သွားရင်လည်းမန်နေဂျာပြဿနာရှာအောင် နေအန်ဒီသားညီမတော်မေးကြည့်ပါလား ဘေးပြီဘာမှမရှိဘူးဟေးတေချာပေါက်စားမယ်နေရာတနေရာတော့ရှိတယ်ဟမ်ဒါပေမဲ့မစားဘူးကများတယ်နော်မေးရတယ်ကွာအမှလည်းပြောဘာရှိမှလဲမန်နေဂျာကိုတောင်းရှိမှာပေါ့ရောမပြောသေးတော့ရှိလိမ့်မယ်ထောက်တောင်းကြည့်ပါ ဟဲ့မင်းရှားလို့ရရင်လည်းစူးစမ်းကြည့်ပါ ဟေးလေ ကိုကတောင်းတာပါဇက်လေးပဲရေးရတဲ့ဥစ္စာကွာဘာပန်းကြည့်တယ်မှလို့မရ သွား ဘူး သွားဟေးအဲ့လေတောင်းကြည့်လိုက်မယ်အဲ့ဒါမကြည့်ရင်တောင်းလို့မရှိဘူးတခုခုတော့ကြံသွားမှာဟဲ့ဒီမှာရောက်ဒီကောင်မပြောသေးရမယ်မင်းနဲ့ငါနဲ့လောင်းတာငါမရတဲ့ဘက်က ဘာလည်းမရတဲ့ဘက်က အာမင်းကလည်းငါမရတဲ့ဘက်ကဆိုတော့မင်းကမရတဲ့ဘက်ကလေတော့ပါဘူးနော်လောင်းနေလောင်းနေနေဆရာကျွန်တော်ဝင်ပြီးပါဆရာတဲရောက်နေမလားဝင်လာတော့ဟုတ်ကဲ့ဆရာကျွန်တော်ပြဿနာရှိလို့ဆရာကျွန်တော်ဘိုက်စားနေလို့ဆရာငဘောသေးတလုံးလုံးကျွေးပါလားဟာမကျွေးတယ်မလို့ပါဆရာကျွန်တော်အဆိုင်ရှိလို့ပါဆရာဟာအဆိုင်ရောကျွန်တော်မှလည်းရှိတယ်ပေါ့ဗျာဟောအဲ့လိုပြောမှာမဟုတ်သားကျွန်တော်အဆိုင်ယောဂရှိရဆရာဟိုဘိုက်စားလိုက်တယ်တခုမှမစားရင်ဘိုက်တွေအရန်အောက်လို့ပါဆရာရဲ့အဲ့ဒါကြောင့်ကျွန်တော်ငဘောသေးတလုံးလုံးကျွေးပါလားခင်ဗျာခါလိုက်ပါစားတယ်ခါလိုက်နဲ့ငပြောသေးစားတာပဲဆရာဒီနေ့ကျတော့ငပြောသေးယူဖို့မေ့သွားတာဟုတ်ကဲ့ဒီတော့ကြားပါလေဆိုတော့ရအောင်ဟုတ်ကဲ့ဒါပေမဲ့ခင်ဗျာလက်ကားတော့မရအောင်ဒါကျွန်တော်ပတ်စံပြရမလားအပတ်စံပေးကြတော့မလို့ပါဘူးအဲ့ဒီကြတော့ပဲကောင်းတယ်ဟုတ်ကဲ့ဒါပေမဲ့ဘာပဲဖြစ်ဘာပဲလုပ်လို့သူ့မှာတန်ကြီးတော့ရှိတယ်ဟုတ်ပါတယ်ဆရာနော်ဟုတ်ကဲ့ပြောသေးရလဲလက်ကားရတာပါပတ်စံလည်းပဲဟုတ်ကဲ့နော်ဟုတ်ရောက်တော့လို့ဟုတ်ကဲ့တလုံး20ပေးရဟုတ်ကဲ့နော်ဟုတ်ကဲ့အဲ့တော့ခင်ဗျာတော်ပဲဗျာဒီမှာဆက်ပြီးတော့ဒီမှာဒီချင်းမှာတားထားတယ်လားဟုတ်ကဲ့အဲ့တိုင်းလေးအရွက်20တလုံး20ဆိုလို့ဒီမှာတန်ဝါအောင်ရတော့သူတန်ကြီးလေးဖြစ်ပါအရွက်20ဟုတ်ညင်းတာမယ်
တာဟုတ်ကဲ့ဘောပဲနဲ့တာဟုတ်ကဲ့ဘောပဲနဲ့တာလို့မှားသွားရင်ခင်ဗျာအဲ့စာရုပ်ကိုဖြဲလိုက်အောင်လေလက်ဟာသာဖြစ်အောင်ခဲတာရှိဟုတ်ကဲ့တော့ကြားလိုက်။အော်တပီးလုံးကျွေးနေလို့နေပါဘောကွာ။တပီးဟမ်မကျွဲ့တော့လား။ဆရာပြေးပြီဆရာ။ဟုတ်ကဲ့9ရက်ပဲရှိတယ်။ကြာ။ဒီလိုနေတယ်။ဘုမတော့တာလေးကိုညီမညာလေးဖြစ်ဦး။အော်။ကြာ။ဒီနေ့စကူရဒီမှာတည်း။OK， 让人进去给我讲。哎个，好你妈对两个标的。哎，是伢的新米伢来的那标的。哎，可以嘞，这伢的是为了伢那的伢喂，伢的。都在熬睡呢，没有来吧？我表弟当啥子的？你知道吗？我表弟都会等我老子们拿来哭嘛。အဲ့ဒီလူမျိုးကြီးကိုတန်တော့ပုံတို့အရန်ကိုစိတ်ဝင်စားတယ်အဲ့ဒီဆိုရင် ညီเจ้าငါသိပါတယ်နော် အဲ့ဟာလေလူမျိုးကြီးကိုတောင်းဆိုနော်မယ်နော်ဝင်နေကဘာလုပ်နေရလဲမသိဘူးဘယ်ကိစ္စမှာလဲဟိုမန်နေဂျာကိုတောင်းနေတယ်လက်ဖိတ်ဆိုင်လိုက်မလိုက်တောင်းတဲ့ကိစ္စသူမလိုက်လို့ငါမင်းတို့တယောက်ကိုလက်ဖိတ်တိုက်လိုက်ရတယ်အဲ့ကိစ္စငါမကျင်တော့ဘူးထပ်လောင်းမယ်ဒီနေ့စဉ်းစားရလို့မမောင်ခင်ဟာမင်းတရားလက်ဖိတ်တောင်းမှာတော့အားနာတယ်ကွာနော်မင်းထပ်လောင်းတော့ငါတို့နဲ့ကအဆင်းနေမယ်ဒီကလည်းအဆင်းနေမယ်နော်ဟဲ့မောင်ခင်ဘရောမှလက်မလျှော့ဟာနောက်တစ်မျိုးထပ်စီအောင်မရရအောင်ပေါ့ဒါပဲခက်တယ်လောင်းလိုက်ငါတို့တက်ဖို့တောက်ဖို့အဆင်းနေမယ်ရတယ်စိတ်တယ်ဆရာ我杀了他马上就不要不过这根本咯因为我怎么这样子你这老板大家有联络吧你看嘛这个看了不想你给我讲你在哪里领导并没有我也可以出去慢慢讲你可以好现在是在你下我溜达的
အချိန်ကြီးတိုင်းတိကျတယ်ညကိုရေးချင်းလုပ်ကြတာဒါညာစီးနေတာလည်းဆိုဒီလိုအောင်လို့ဆိုတာလည်းဒီနေ့ကတိုက်ရိုက်ပါတယ် ဘာလို့ငါစိတ်ကူးလဲဟုတ်တယ်ဒီမှာမိမလူတော့ကိုယ်ကရှုံးနေနေတာငါစဉ်းစားဟုတ်ရောမိမလူကိုဒီတိုင်းရအောင်ဟုတ်ကဲ့ဟုတ်ဒီတိုင်းရဆိုအဲ့ဒီရတော့ကိုကအချိန်ပေးရတော့မယ်ပြောဒီနေရာလေးလိုက်ပို့ရမယ်ဟုတ်ကဲ့ဒါယောက်ျားလေးဆိုတော့ပုံစံကြီးအကုန်ပေါ်ထားရမယ်ဒီပူတာကိုဝယ်ပေးရမယ်နော်အဲ့မှာတော့ဆုံးပြီပို့လိုက်ပါကြာတော့ရတဲ့အခုပါပြရမှာစဉ်းစားမတန်ဘူးကြာနော်ဟုတ်ပါဘူးကျွန်တော်ဟောမိမရပြီယူလိုက်ပြီသွားပြီရတဲ့ညကတော့အခုမားတယ်လို့ရှိရင်လေယောက်ျားကနာကမှလို့ယောက်ျားရဲ့ဒီတရားနဲ့မညီဘူးဆိုတဲ့စကားနဲ့တပည့်ကိုတိုင်ပေါ့ဟုတ်တယ်နော်ဟုတ်တော့ဒီသာစဉ်းစားကြည့်ကိုနဲ့ကိုရေးမတော်သားမသက်တဲ့လူတယောက်တစ်သက်လုံးပြီးပြီးတော့ဟုတ်တော့အချိန်အများကြီးပေးရမယ်ဟောကိုပေးရတယ်တိုင်ရတာကိုကျွန်တော်စဉ်းစားကြည့်ကမ်းပါဘူးအဲကျွန်တော်ငါ့ကိုစိတ်ကူးတဲ့ကိုဟုတ်ဆရာပြောမှာပါလေကျွန်တော်လည်းပြီးတော့ဆရာဟုတ်ဖိတ်ဆိုင်ကတော့လိုက်ကြရောက်ရင်ညာတော့မလိုက်တော့ဆက်လာထိုးတယ်ကျွန်တော်ဟုတ်ပါဘူးခဏလေးပါဆရာရဲ့ဆရာကိုကျွန်တော်ယူနေမှုနဲ့ခေါ်တာလိုက်ကြပါကျွန်တော်လည်းပြေးနေတယ်ဗျာအဲ့ဘာလို့လဲပြေးနေတာဟောတပည့်ချို့လဲစိတ်နဲ့ဒီချာအဲ့ဒါချို့ရစိတ်တာပါဗျာကျွန်တော်ဆက်ရက်စားလိုက်ပြီးတော့ဗျာဒီလက်တက်တာကိုလည်းချို့ပြီးဟောတပည့်ဆိုင်ကညောင်းလဲညောင်းနေဗျာမလိုက်တော့ပါဗျာဟုတ်ဟာဒီလူမျိုးကြီးမန်နေဂျာကိုတောင်နဲ့တော့ဘာမှမအဆင်မပြေပါလားတကယ်ကြီးဟမ်မိမကိစ္စတွေလည်းမြောက်ပြင်ပြောလို့မရငါ့မြောက်ပြင်ပြောဆိုနီးပညာရများဆိုတဲ့စာအုပ်တွေကဘယ်ပညာရနဲ့များငါပြောဆိုရမလို့ဒီကွာစေကိုမပြေဘူးဟာဟုတ်ပြီမင်းတို့ပြောတဲ့လူပြိုကြီးကိုတန်အောင်ဆိုမှငါတတိရတယ်အဲ့လူပြိုကြီးကိုတန်အောင်မိမရမရလောင်းလားမရဘူးဟင်မရလည်းမရဘူးမရဘူးမရလည်းမရဘူးငါလည်းမရတဲ့ဘက်ကလောင်းပါပဲဒီအားဒါဘလို့သွားလုံးလိုက်လို့လောင်းနေတယ်တော့အဲ့ဒါကိုကွဲပြက်ပြီဘလို့လဲကိုစိတ်တည်းမထိုင်ရစပုတ်နေပါဟိုမန်နေဂျာတောင်းအောင်ပေါ့ဗျာမန်နေဂျာဘယ်လိုလဲဘာဖြစ်ရမှာလဲမိမယူလာပဲဗျာအပြည့်ကြီးတစ်ခုလိုပဲမိမကြီးကိုကျွန်တော်သူ့ကိုပြောမိပါတယ်ဗျာလာကအတားကနေစပြီးပြဿနာရှာတော့တာမိမကိုကလာကအတားအပြည့်တစ်ခုလို့နော်တော့ပြီးသွေးမတော်သားမဆက်တယ်ဗျာကစနာဒီဒါယောက်ျားကြီးတာပဲပြောရမယ်စကားလားပြီးတော့ဒီမိမတယောက်ကိုစပြီးတော့အိမ်တော်ပြုတ်တဲ့အချိန်ကစပြီးသူ့ဘဝထောင်ကြလို့ဖြစ်ပါပြီဘဝလုံးလုံးထောင်ကြတာပဲနော်ဘဝဆုံးပြီတဲ့အေးနောက်ပြီးတော့ဗာလဲပြောသေးတယ်ဗာလဲဘက်ကလည်းဗာလဲပေါ့အဲ့ဒီမိမကိုယူလိုက်လို့တဲ့အဲ့ဒီမိမရှိကဘယ်တော့တန်ရတန်ကြီးပြန်ရမှာလဲတဲ့တဘဝလုံးကကဲစဉ်းစားကြည့်ယောက်ျားတယ်မိမဆိုတော့တန်ရတန်ကြီးတွေ့ယူနေပေါ့အဲ့ဒါလည်းပိုးနေငါတို့မိန်းမတွေကိုဘာများအောင်မဲ့လဲမတန်အောင်လေးပါလေငါတို့လေလုံးဝအောင်ကြည့်လို့မရအေးလေလူမှန်ပြီပြောင်းမြန်အေးဘာမှမပါခါအလကားတက်တက်အပြောကြည့်တာပါအဲ့ဒါပဲဦးသိမ်းပါဘူးအဲ့ဆိုလို့ကောင်းပြီကောင်းပြီကဲပါကောင်းလာပြပြညက်လာပြပြအရင်မကြည့်ပါဘူးထားလိုက်ပါတို့ကတော့ပေါ်နေပေါ်စားရင်နာမည်တော့တယ်အော်မရှန်နေကျမကိုကဲပါထားလိုက်ပါကျမလည်းရှော့ပေးပါလေနော်ဦးလေးအော်ဦးတော်မြင့်အရင်လဲနေလို့ဒါလေးခဏတော့ကင်ထားပေးပါလားဟမ်ဟိုကျမလေးတက်လက်စားရင်းနဲ့လေအမွှေးလိုက်ကြံတော့အဲ့တောင်းဝယ်လိုက်ချင်လို့ခဏတော့ကင်ထားပေးပါတို့တည်ကြည့်ဟုတ်တကယ်ကြီးနေတာတော့ပြဿနာမရှိဘူး။ဒါနဲ့ဒီအုံးလေးနဲ့မြုပ်ပါလေအောင်မချကြလို့ဦးလေးပဲခဏတိုင်ထားပြီနော်။ဒီမှာလက်မအားဘူးကွာ။ဦးလေးပြစ်စိအိပ်ပေါ်ခဏတင်ထားလိုက်လေ။ဒါလောက်ခဏတိုင်ထားလို့ဦးလေးရဲ့တကယ်ခုကမင်းလေးဥပါ။ဟာဘတ်ကားစောင့်နေတာတကယ်လို့မင်းသွားနေလို့ကားလာမင်းလည်းလွတ်သွားမှာ။အော်လွတ်သွားလို့ရှိရင်လည်းတစ်စီးမရှိတော့ဦးလေးရဲ့။ကဲလွတ်ပါဒါလေးခဏတော့တိုင်ထားလိုက်ကအရင်လေးလို့ပါ။လူမှုရေးကူညီတဲ့အနေနဲ့9မိနစ်တိုင်ထားပြီပေါ့နော်။ဒါနဲ့ဘာပဲလို့ခုတိုင်ချင်းရှိတယ်9မိနစ်နဲ့ကြော်လို့ရှိရင်ပစ္စည်းတွေက10မိနစ်ကို100ပေးရမယ်။ဟုတ်သေးကြည့်လိုက်ပါ။ရေးရင်လည်းမတိုင်ခိုင်းဘူး။ရပေးပါနဲ့10မိနစ်100ပေးမယ်။ရောအကျော်ခဏတိုင်မဟုတ်ဘူးရဲ့အရင်လေးလို့ပါ။ဟုတ်ကဲ့လေအကြောက်ကလည်းဦးလေးမပြောသေးကြော်ကမှလို့ပါ။ပြောကြိုက်မောင်းလေး။ဒီမှာချင်းပြန်လာကြတယ်တိလား။နိုင်မှာ9နိုင်လို့ဟုတ်ပါဘူး9နိုင်25 9နိုင်ခွဲထိပဲစောင့်နော်ရနည်းနည်းပြန်လာခဲ့မယ်နော်ခဏတိုင်တဲ့လုံးလေး
လူပြိုကြီးကိုတန်း ဟောမင်း မင်းကမဟုတ်ပါဘူးကိုလူပါ ဒီတော့မင်းကငါ့နာမည်ပြောလို့ဒီ သိရမှာပေါ့ကိုပြည့်စီကိုဘောင်းသားလွယ်တေချာဆုံးတန်းတာဟာ မင်းကငါ့ကိုစော်ကားကြတယ် ဆိုတော့ဟုတ်လေရှင်းမစင်တာကြီးကျမရှေ့ကိုယုံကြည်လို့ကျမပစ္စည်းကိုအပ်ထားတယ်အဲ့ဒါကိုရှေ့ကျမမစောင့်နေရှေ့ကပြန်သွားတယ်အဲ့ဒီပစ္စည်းဆိုတာလေနေနဲ့အချိန်နဲ့နိုင်နဲ့အတိအကျရရချင်းอ่ะရှေ့လောက်တယ်လည်းပဲကျမရဲတိုင်းမမီတော့အဲ့တော့ရှေ့ကျမပြန်ပြောပြရ ဟောဘာလို့ပြန်ရောမှာမင်းကအဲ့ဒီတရားတနာကြီးတော့မလာနိုင်လို့ငါပြန်သွားတာ ဒါမှမဟုတ်ကျမလာပြီးရှင်းဆောင်မှာပေါ့မဆောင်နိုင်တဲ့ကြောင့်ရှင်းရော ဘာလို့ရောမှာလဲမင်းကမင်းနဲ့မှငါ့ကိုပစ္စည်းထင်းလေးကပေးရအောင်မယ်ပြီးတော့ငါဘာစကားနဲ့တော့ရင်20ပဲပေးရတာတိုက်စီကားပဲပုံပုံကမင်းအဲ့ဒါမင်းပေးရမှာပေါ့ အမဘာလို့ပေးရမှာလဲကျမရဲရဲပြတ်တော့ကြောင့်ရှင်းကျမပြန်ရောမှာ ဘာလို့ရောမှာလဲ ဟုတ်ပါပေါ့ဒါဆိုကျမပစ္စည်းပါမှာလေပြန် ရှိတယ်ငါ့အိမ်မှာသိမ်းထားတယ်နော် ရှင်းပေးလေပေးလေ ဘာလို့ပြောမင်းအဲ့အတွက်မင်းငါမင်းကြလို့ရှိရင်10မိနစ်ကိုမင်း100ပေးမယ်ဆိုတနားရီတာမင်းပေးရမယ်ပြီးတော့တိုက်စီကမင်းပေးရမယ်ပြီးတော့မင်းကိုစောင်းရတဲ့အတွက်စိတ်ပင်မကမင်းပေးရမယ် အမဘာလို့ပေးရမှာလဲရှင်းကျမ10မိနစ်ကို100ပေးမယ်လို့သာပြောထားတာဘယ်ချင်းဒီစောင့်ပါဆိုတာမပါဘူးအဲ့တော့ရှင်းပြန်တော့ကြောင့်ရှင်းကျမပြန်မယ်ချော်ချင်းပေးရမှာ ဘာလို့ပေးရမှာလဲဟာမင်းအဲ့တော့ငါမနေ့မိုးလင်းကြီးစောင်းမှာပေါ့မစောင်းနိုင်ပါဘူးမင်းကျတဲ့တရားဆွဲလို့ရတယ် အတရားဆိုရှင်းတရားစိတ်ကုန်နေမှာပေါ့ ဟာတော့ကြပါဦးလေဒီမှာစစ်ဖြစ်နေပြီ ပေးဆိုလို့ရှင်းလည်းပေးပါမယ်ကဲလားအဲ့ဆိုရှင်းသွားမယ်ကျမမှာကားပါ ဒီတော့ ရှင်းကပစ္စည်းလိုက်မယ်လေ ဟေးလေ မမေလေးလာလိကျမမှာကားပါလေ ဟာမင်းကတော့မလိုက်ပါဘူး ဟဲ့အဲ့ဆိုရှင်းကျမဘယ်လိုပစ္စည်းယူပါမှာလဲ ဟာဘတ်စကားပဲစီးသွားမယ်နောက်ကနေမင်းကားနဲ့လိုက်ခဲ့ ဟာအဲ့ဆိုရှင်မမီလို့ရှင်ဘယ်လိုလုပ်လဲ ဟာမင်းကားဘတ်စကားတော့မီအောင်မလိုက်နိုင်ဘူး အဒါပြောလို့မရဘူးလေမမီလို့ရှင်ဘယ်လိုလုပ်လဲလို့ပြော မမီလို့ရှိရင်တော့မသိတော့ဘူးပေါ့ ကဲပါအဲ့ဆိုရှင်လည်းရှင်းလိမ့်စာပေးခဲ့လိမ့်စာပြောလေပစ္စည်းလိုက်ပါလေဘာရှင်းပစ္စည်းပုံကျင်လို့လားမပုံကျင်ပြောလိမ့်စာပြော ဟုတ်တော့အေးတာရလားဒီနံပါတ်35နော် ဟာနေနေဘယ်ထမ်း ဒုတိယဘက်ဘယ်အချမ်း အောင်ညောင်းလေဟိုရှင်းရှင်းမဆောင်နေတော့ကျမလာဆိုရှုပ်မတွေ့ပဲနေအောင် စောက်နေစောက်နေ မတင်ရဆောင်နေနော် ခုမှလာနေလေဒီလာသွားတော့ ဖြစ်ပါမယ်အဲ့လူရဖြစ်ပါမလားဟဲ့နေရလေ ဖြစ်ပါလေဟဲ့နင်ကလည်းသွားမှာသွားစမ်းပါ အေး တော့မြန်မြန်တော့အော်နေဟမ်အဲ့ဖုန်းနံပါတ်ကအခုပြန်ခေါ်လိုက်မယ်ဖုန်းဖွင့်လာလိုက်တော့ဒီလားနော်ငါသူပြောတဲ့အတောင်ကြားချင်လို့ အေးပါအေးနော်ဒါခေါ်လိုက် မင်းတို့ဘယ်ရလဲကွာဒီနေ့ကိုခုတ်တော့မဝင်လာဟမ်ဟာ စားလို့ ဘာလို့လဲ ရှင်းပဲဟော ဟာခေတ်ကာလဘယ်လိုဖြစ်ကုန်မလဲငါအိမ်တော်ပြီးဖို့မစင်စားသေးဘူး အမရှင်းတော့ဘာသာများအမိတ်နေတယ်ပိုးလူကပေးထားတဲ့စားရှင်း ဒီစားစားရမယ်လားပြီးတော့ ဘုန်းကြီး ဟုတ်ကဲ့ ဩဒီကတည်းကနေတာဘာလာတော့ကပေးဦး ကဲပါစာအရင်ဖတ်ကြည့်ပါဦးရှင် ဒါလို့လည်းပဲရမယ်ကွာဒီနေ့ကလည်းစင်းရှင်းရရှိသေးတယ် ဟုတ်ပါတယ် तू ကလည်းမှားလိုက်ပါရှင်းနေရှင်းစရာရှိရင်ရှင်းပြီးမှပြန်လာခဲ့တဲ့ပြောလိုက် ပြီးရခဏထိုင်
ဆိုတော့ပစ္စည်းစင်းရောတည်တယ် သိပါတယ် ပြင်ပြော အမလီရှင်းရလေဒါပဲကျမကိုလာပြီးလင်းယူမှကြာနေမယ် ဟာကာနာကြီးကိုလည်းဒါတော့ဘုတော့စစ်ဆေးရတယ်ကွာငါမှတောင်းကြည့်တယ် မပြောစရာသုံးပြီးအုံးသီးရတစ်လုံးရက်တာတစ်ချောင်းညုတ်တရုတ် ဟောနေမော်တီးက9လုံးပန်းတီးက9လုံးကြားတယ်ငါတို့လာငါတို့လာပြောလိမ့်မစစ်စစ်မင်းမြန်နဲ့တွေ့ရတယ်လား ဟုတ်တယ်အဲ့ဒါငါစေးတော့လာအဲ့ဒီတော့ဒီစီဆောင်က10မိနစ်ကို100နဲ့တော့ဆိုတော့တနားကြီးစောင့်ရတယ်။60စောင့်က60စောင့်က60ပြီးတော့တနားကြီးထိုးတဲ့အထိပေါ်မလာဘူးနော်ပေါ်မလာတော့ဆက်ပြီးတော့ငါအဲ့ဒီ PC ကိုစောင့်ရတယ်။အဲ့စိတ်ပင်မက1000နဲ့ပေါ့3000အာလေတော့စိတ်ပင်မလားဟုတ်ပါဘယ်ကဘာမှမသိဒီပစ္စည်းနဲ့ဟိုတို့ကကြည့်ဒီတို့ကကြည့်ဟုတ်တော့ပြီးတော့အဲ့ဒီကဒီပစ္စည်းတွေနဲ့ဘာစကားစီးလို့မရဘူးတက်ဆီငှားရတယ်နော်ဟိုတက်ဆီငှားကရယ်ပြီးတော့အိမ်ပေါ်ကအဲ့ပစ္စည်းတွေတဲရတယ်ဆိုတော့တက်ဆီကရယ်အလုပ်သမားကရယ်တက်ဆီက1500အလုပ်သမားက1000 2500ဟာရှင်းရတယ်တက်ဆီကပဲထဲပါအလုပ်သမားက ဟာပစ္စည်းတွေတဲရတယ်လေအလုပ်သမားက မလီနော်ဘူရာယုံပါလေနော်ပစ္စည်းတွေတဲတဲ့အလုပ်သမားအဲ့သူတို့ကိုငှားရတာမှာ900ပဲပေးရဒါတော့သူတို့အကြီးတယ်ရှင်းဒါလေးတဲရတဲ့ခါ မန်နေဂျာကမန်နေဂျာနော်မန်နေဂျာပစ္စည်းတဲပေးရတာမလျှော့နိုင်ဘူး1500ပဲ ပြီးတော့ဒီပစ္စည်းတွေငါ့အိမ်မှာထားတာတညရေးရကြပါပဲဟမ် ကျမတို့ရတယ် ရှိတာဘာလို့ရေးရ သူ့ယောက်ျားကြီးရတယ်တွေ့လားဟဲ့ကောင်မရေးမြင်နေနေရတဲ့ဒီကကြားနေရတယ် အေးပါ စတူကတညစတူကတညထားနော်အဲ့တညဒီပစ္စည်းတို့ထိမ့်သိမ်းထားတဲ့အတွက်ထိမ့်သိမ်းကတည1000နဲ့2000 ဟဲ့သူသားနှစ်လောက်သာပေးလိုက်တော့ ဟင်လာတယ် ချွားရတယ်ပြောတာလေ ဘာပြောလဲ 1000ရယ်ပြီးတော့မနေ့ကတော့နော်ငါ့ကိုလာမယ်ညနေစောင့်နေပါဆိုလို့စောင့်နေတယ်အဲ့ဘုန်းလူဆိုတဲ့မိမပေါ်မလာဘူးအဲ့အတွက်စိတ်ဆင်းရဲက2000ပေါင်းလာတော့ ညောင်များနေ များပါပေါ့လောက်လောက်ထားတာဟုတ်2500ရယ်1500ကြာမရဘူးဒါအလျှော့ဆုံးလျှော့ပြီးတော့တွက်ထားတာနော်တော်တော်လေးလျှော့ပြီးတော့တွက်ထားတာပြည့်တယ်ဗျာပြရပါဘောတကားပြောမင်းတို့ပစ္စည်းပြောင်းပေါ့ အမလေးရှင်းရတဲ့ရှင်ဒီပစ္စည်းတွေကိုအပြင်မှာအစ်စ်သွားဝယ်လို့ရှင်တော့မပေးရအောင် never shop ပါအောင် ဘာလို့လျှော့ပါလဲဒီပစ္စည်းတွေဒါပစ္စည်းတန်ကိုပြောရမို့ငါထိမ့်သိမ်းကစိတ်ပင်ပန်းကနေတွက်ထားတာနော်မကျင်တတ်လို့ရှိရင်အစ်စ်တော့ဝင် ရှင်းရတယ်နည်းနည်းပါးပါတော့ shop ပါ ဟုတ်ကမလျှော့နိုင်ဘူးပြောတယ် 900တော့ 900လောက်တော့ရှော့ ဟာမိမတို့မပြောတော်တော်လေးစစ်တာပြီးရောကွာတောင်းတော့ချင်း ဒီပြည့်ပါရှင်တေချာရည်ပြီးပါပြီ ကြည့်ယူပါပစ္စည်းငါတယ်ပေးရပါတယ်ပေးရင်တယ်ပေးကတစ်ခါထပ်ပါမယ် ရကျမကိုကဝယ်သေးပါလိုက်တော့မယ် အဲ့ဒါမှသွားပြီတူးလေကြောင်မရောက်တော့ချိန်နေရှိ
ရှက်ရတဲ့ကြောင့်ရှမ်းအောင်အားနာပါလေအခုလိုလာရဲဆိုတာကလည်းလူပြိုကြီးကိုလာပဲတောင်းပန်တာပါ ကျွန်တော်လူမျိုးလို့မဟုတ်ပါနဲ့ ဟင်အဲ့ဒါဆိုလို့ရှိရင်လူပြိုကြီးကအိမ်တော်မရှိလို့လား ဟာမရှိပါဘူးဗျာရှိအောင် အိမ်တော်မရှိလို့ရှိရင်လူပြိုကြီးပေါ့ ဘာကိစ္စရှိလို့ ဟိုတနေ့ကလေကျမတို့ရဲ့ပစ္စည်းကိုထိန်းသိမ်းပေးရင်းနဲ့လူပြိုကြီးရဲ့တနစ်တာချင်းစရာတွေလွဲချော်သွားတယ်ဆိုတာသိရလို့လာရတောင်းပန်တာ ဟာအဲ့ကိစ္စတောင်းပန်ကြလို့ပါဘူးဗျာဒါနဲ့ရေးရပြီဗျာပြီးပါ မရပါဘူးကျမတို့တောင်းပန်ရမှာဖြစ်မှာပဲ တောင်းပန်ကြမလို့ပါဘူးလို့ပြောတယ် အော်တောင်းပန်မှာပဲလို့ပြောနေပဲဥစား မင်းတို့တောင်းပန်တော့လို့ပါမှာ အဲ့ခါကျတော့လူပြိုကြီးကခွင့်လွတ်ပါတယ်ကျင်းတတ်ပါတယ်လို့ပြောလိုက် ဒါကျင်တတ်တာတွေမကျင်တတ်တာငါမသိဘူးလေလို့ကိုတန်ရေးတာလုပ်ပြီးပြီးပေါ့ မရပါဘူးကျမတော့လေလူပြိုကြီးပါစက်ကနေပြီးတော့ခွင့်လွတ်ပါတယ်ကျင်းတတ်ပါတယ်လို့မပြောမချင်းဒီကနေလုံးဝမပြန်ဟဲ့ခုမှထိုင်မြန် မင်းတို့အဲ့လိုထိုင်လို့ငါ့ကိုရမှာလေ အဲ့လိုလေကွာဒါလူပြိုကြီးအိမ်မယ်လူပြိုကြီးပါလူပြိုကြီးလွတ်လွတ်လပ်နေချိုင်ကလေးနေ ပြန်ပြန် တကယ်မပြန် ပြီးတော့ ပြီးတယ်ပေးရ 200နဲ့မယ်လေဖြောရပါ ကြည့်တော့ကုန်ပြီကျမတို့ပြန်လာတော့အမလီတက်ဘူးပေါ့တောင်းပါပါကွာ လူပြိုကြီးတောင်းမှကြရမှာဘူးကျမကလာရဲတောင်းမှမှာလူပြိုကြီးပါစက်ကနေပဲကျင်းတတ်ပါတယ်ဆိုစကားကြားချင်တော့လို့လာတောင်းမှ ကျင်းတယ်ကွာကျင်းတယ် ကျင်းတတ်ပါတော့အဲ့လိုမျိုးမပြောအောင်လေပြင်းပြင်းလေးပြော ကျင်းတယ်ကွာကျင်းတယ် အဲ့လိုမမေရောပြောအောင်ပြင်းပြင်းလေးပြင်းပြင်းလေးကျင်းတယ်ကွာကျင်းတယ် ထပ်ပြောင်း ဟာဘာမလုပ်လို့ဘူးကွာ တော်ပါတယ် ဘာရပါတော့ပါတယ်လို့ဆိုတယ် အဲ့ဆိုရှင်လည်းဒီလောက်နဲ့ကျင်းနေရမှာပေါ့ဟုတ်မယ်နော်နောက်နေ့ကျမှထားလာခဲ့ဒီလိုလာတော့တောင်းလာတာဒီလိုရင်းအောင်ရှိလို့လားအင်းအောင်ရှိလို့ရှိပြီပေါ့ဒီလိုရစားရရောခွင့်ရပါတယ်ကျင်းရပါတယ်လို့ပြောချင်ဒီရနေတော့တကယ်မလဲ
သူလူကြီးသူစံပြဖြစ်နေရမှာအခုလိုလုပ်နေလို့သူလူကြီးကိုပြီးတာကိုဖြစ်နေအဲ့ဒါခင်ဗျားတော့ပြော ကျွန်တော်မပြောချင်ဘူးဆရာကျွန်တော်ပြောရင် तू ကကျွန်တော်ပြန်ပြောပါဆရာ ကဲ ဆရာလည်းတော့ပြောလိုက်ပါဆရာ ဒါဆိုခင်ဗျားကန်းလာတော့ဆောက်ကျွန်တော်တော့ပြောအောင်ကောင်းပြီဟုတ်ဆရာ မင်းဒီကုမ္ပဏီမှာငါပေးထားတဲ့လားတော့ကျင်းတယ် ကျင်းတတ်ပါ ပေးထားတဲ့လားတော့ကျင်းတတ်တယ်ဆိုမင်းအလုပ်ကျိုးစားမှာပေါ့ကွာ ကျွန်တော်လုပ်ပါ ဟာမင်းအခုပဲအိမ်ငိုက်နေတယ်မင်းဒီလိုအိမ်ငိုက်နေဝန်ထမ်းတွေကမင်းတို့ယူသွားမှာပေါ့မင်းဒီကုမ္ပဏီမှာဝန်ထမ်းတွေကိုမင်းနဲ့စီကံထုတ်တာအေးမင်းထုတ်ထားတဲ့စီကံကိုမင်းကိုယ်တိုင်လိုက်နာဖို့ ဟုတ်ကဲ့တော့မဖြစ်စေရ ဆရာမင်းတို့လေးကတော့စားပါလားဆရာ စားပါရမလား စားကြည့်ပါဆရာရဲ့အရင်ကောင်းတာပါဆရာ တော့စမ်းစမ်းကြည့်ဒီဘက်ကလက်ဆောင်ပြန် မဟုတ်ပါဘူးဆရာဝဲလာတာပါ လောက်ရ 200ဘူးပါဆရာ200ဘူး နေရာဘူးတော့ကျွန်တော်ရလက်ကားစားလို့ပဲကောင်းတယ်စမ်းစမ်းကြည့်ပါပတ်စံပေးလို့ကျွန်တော်ပြန်ရပါဟုတ်တယ်လေဘာပစ္စည်းနဲ့ဖြစ်သူ့တန်ဖိုးနဲ့သူဆိုတယ်ဒါပဲလေလက်ကားရမှာမဟုတ်တာစမ်းစမ်းပတ်စံပေးလို့လားနော်ကျွန်တော်ပြန်ရအောင် ဟုတ်ကဲ့ရောင်းပါမယ်ဆရာရောင်းပါမယ် 50ဘူးရ 50ဘူးဆရာ50ဘူးဆိုတော့ဒီစမ်းနဲ့3ဆုံးစားပါတော့ဆရာပါ ဘုံဆုံးဘာသာလို့ပဲလားနဲ့ရအောင် ဟုတ်ကဲ့ဟုတ် အေးဆုံးတော့ပြန်50နော် ဟုတ်ကဲ့ရတယ်ဆရာစားဆရာရဆရာအရင်စားပါ ဟုတ်ပြီလားဘယ်လိုလဲ ဆရာ50လားမရှိဘူးလား မရှိဘူး မရှိဘူးနောက်ကမှအားမနော်ဆရာ ဒါဆိုကျွန်တော်ဒီလေးဆုံးထည့်ထားလိုက်နော်ကျွန် ဟု တော် တ်ကဲ့ဆရာဟုတ်ကဲ့စက်တော့ တော့ဒီဘောပြရအောင် မပေးရပါဘူးဆရာ လေးဆုံးထည့်လိုက်ပါ ဟုတ်ကဲ့ ဘယ်လောက်လဲ860ရှင် တောင်းရ 1300ပါ 1000လားဟာဒီဈေးကြီးနေတော့ 1100ပါရှင် ဟာ1000တော့တော့စီးလို့လားဈေးကြီးလိုက်တာဒါလည်း1400ဟုတ်လေညီမဟိုပါလေနည်းနည်းပါးပါဟိုတက်တာလေဟာလေတက်တာလေသွားတိုက်စီးလို့လားရှိတယ်ချာ ဒီစားရရှိ290ပါ 995အချိန်နဲ့တိုက်နိုင်ပြီဆိုတော့တနည်းနေပါရဒါတဝက်လောက်စီတိုက်လိုက်လို့ရှိရင်တစ်နှစ်သုံးလို့ရတယ်ဒါလည်းယူတော့ညီမ နောက်တစ်ခုပေး ဟုတ်ဘူးလို့ရတယ်တပူးပဲကျွန်တော်ကဟိုဒါဆိုတစ်နှစ်လောက်ကျွန်တော်တိုက်ရမှာ อ๋อလူပြိုကြီးတက်မဟုတ်ပါဘူးပိုးနုအတွက်ငါတပူးပေးလို့ပြောတာ ဘုန်းကြီးပြော ဟမ်လူပြိုကြီးကလက်ဆောင်ဝယ်ပေးပေါ့ဟာလေဝယ်မပေးချင်ဘူးလားဝယ်ပေးလိုက်ပါလူပြိုအဲ့လေလူပြိုကြီးကလည်းပြောရင်လူကဒီတော့မှပြောနေလို့ဆိုတော့မဝယ်ပေးဘူးရှက်တော့ရှက်လာပြီပိုးနုပါပိုးနုလည်းဝယ်နိုင်ပါရဲ့နော်လူပြိုကြီးကလက်ဆောင်ပေးတာကိုလိုချင်လို့ဒီတော့မှပြောနေ ဟုတ်ကဲ့ရပါတယ်ညီမဟိုလေးစားတပူးလောက် ပိုးနုကလေကိုယ့်ကိပဲအမြဲတမ်းသုံးနေတော့ကိုယ့်ကိပဲယူလိုက်မယ်ဒါလေးလိုက်မယ်လေနော်ဘာဖြစ်လဲ1400လည်းမဖြစ်လဲလူရဲပတ်စံပေးလိုက်တော့ပိုးနုရွာကြီးဘိုင်ကျေးဇူးများကြီးတင်နေ ဟ
ရေကကုန်နေတယ် ကိုယ်လည်းကိုပါတော့ကြောက်ရတယ်လို့လား ဟုတ်ကဲ့ဆရာဟိုဆရာတက်တက်စားနေတာ မစားပါဘူးကျွန်တော်ကဘာလို့လဲတက်တက်လို့စား ဟုတ်ဆရာဟိုမင်းစီစမ်းနေစားနေတယ် ဟောမင်းရတယ်တော့နိုင်စင်တပူသွားဝင်နေတယ်ကျွန်တော်ဝင်ဝင်နဲ့ဖက်မှုချိန်ကြိုက်တာလေအခုညီမပါအောင်တခါပြန်ပြီးတော့ကိုယ့်ရဲ့အတွက်ကိုပြန်လျှော့ရတယ်အဲဒါကိုဒီနေ့စင်းနဲ့စားတယ်မစားနဲ့ ဟုတ်ကဲ့ဆရာတော့လို့ဆရာ မေးစရာရှိလို့လူပြိုကြီးလေဟိုတနေ့ကရုံးမှာထမင်းစီစဉ်နေပဲထမင်းစားရတယ်ဆို ဘယ်လိုလုပ်လဲ သိချင်တယ်လို့သိတာပေါ့ထမင်းစီစဉ်နေပဲထမင်းစားရတယ်ဆိုတာဟုတ်သလားမဟုတ်ဘူးလားအဲ့ဒါကိုဖြေ အဲ့ဒါဘယ်လိုပြောလိုက်တာလဲဒါရရတယ် အဲ့ပါအဲ့လာပြီလေစဉ်းစားမိပါနဲ့လူပြိုကြီးကိုအိမ်ပြန်မှာမှတ်လားဘုန်းကကားပိုင်လိုက်ပို့ပြီမလား ဒါရပါလားကိုပေါ့ဘတ်စကားပဲစီးရတာ ဘာဖြစ်လဲဘုန်းလိုက်ပို့ပြီမှာပေါ့မဲပို့ချင်လို့ပို့တာမဟုတ်ပါဘူးနော်ဟိုတနေ့ကလေလူပြိုကြီးကသွားတိုက်စေးတပူးဝယ်ပေးလိုက်လို့အခုတန်ရတန်ချေးပေးတဲ့အနေနဲ့လိုက်ပို့ပြီမှာကဲလား ဘာလို့လဲဒါရေးလို့ဒီလိုပြောပြတာရတယ်ဟုတ်ဘတ်စကားပဲစီး ကျေးဇူးတင်ပါတယ်လူပြိုကြီးရဲ့လိုက်ပို့ချင်လို့ကိုလိုက်ပို့ပြီမှာနော်အနည်းဆုံးဘတ်စကားကတက်တာပေါ့ ဟုတ်ပါတယ်ဘတ်စကားပဲ လိုက်လားသိကြရနော်ကဲနော်အဆိုလို့ရှင်ကားပေါ်အတင်းဆွဲတင်ပါပဲကဲလားလာဟုတ်လားလိုက်လားနားရဟုတ်မှာတကယ်ချင်းနဲ့ပါတယ်ရှင်းကြောက်ပါရှင်ကဲပါလာပါရအောင်ခေါ်ခဲ့တာအဲ့ဒီတော့ပြေးပြီဆောင်းတယ်ပြေးဆောင်းပါကျေးဇူးတင်နော် အော်ဘုန်းတို့ကြောက်တယ်ကျေးဇူးတင်လို့ရမှာဒီမှာကျမတို့လည်းပါလေလူပြောကြီးနော်မျက်နှာမလိုက်နဲ့နော် ဟုတ်အားလုံးကျေးဇူးတင်ပါတယ်တောင်းနော် ဟာအော်လူပြေခဏလေးဟိုလူပြေစီဖုန်းတွေပဲဆက်လို့ရလား အိမ်မှာဖုန်းမရှိဘူးကြာဟိုတစ်ဆင့်ဖုန်းတော့ရှိဒါပေမဲ့နည်းနည်းဝေးတယ် အဲ့ဖုန်းနံပါတ်ဘယ်လောက်လဲ 94313ညခေါ် 94313ညခေါ်
ပြောဟမ်တော်တော်ဖွေးလာပဲကွာအာရင်မွေးစွတ်လာတယ်နော် ဟယ်လိုကိုကောင်းမြေခဏလောက်ခေါ်ရပါရှင်ပိုးနုလို့ပြလိုက်ပါနော်ဘာလဲကွာဘယ်သူရှိရ မပိုးနုလို့တော့ပြောတယ် အေးလာပြီလာပြီဟယ်လိုဟယ်လို တော့မယ်ဒီ ဟေး မမင်းနဲ့လေရာ ဟောအေးကိုကောင်းမြေခဏလောက်ခေါ်ရပါရှင်ပိုးနုပါဆော့ဆော့ဖုန်းကြပါဦးကိုကောင်းမြေဖုန်းလာရမီးဗျ အေးလာပြီ ဟယ်လိုဟယ်လိုကြောက်ပါလေဟယ်လိုကိုကောင်းမြေခဏလောက်ခေါ်ရပါရှင်ပိုးနုပါဖုန်းကြကြပါလို့ရှင်ဟာ တော့ရပြီဗျဟယ်လိုဟယ်လိုဟာကျေးဇူးတင်ပါတယ်လို့ပြောဟယ်လိုဟောဒီဘာကြောက်ပါလဲဒီမှာဘာမှမေးမနေနဲ့ကားပေါ်တက်တက်ပါလားကားပေါ်တက်ပါဆို ဒီအိုးလေးမှာထိုးပြီနော်
ရပါတယ်ရပါရမယ်ရောဒီမှာတကူဒီမှာဒါလေးခဏကြိုင်တာပဲနော်ဒီပြလိုက်နော်ဒါပဲဖျောင်းနေထုံးတယ်ကဲရပါပြီဒီမှာပေါ်ပြပါဦး ဟောလေကျွန်တော်လေဘုန်းတော်ပေးကြစီ ဒီနေ့ကပိုးနုရဲ့မွေးနေ့ပြီးတော့ညအောင်ပါလေပိုးနုမမေကိုအိမ်မက်မှတ်တယ်သိလားအဲ့ဒါကြောင့်ဖះလာတော့မမေတို့ကုသိုလ်ကောင်းမှုလေးလုပ်ပြီးတော့အမြတ်တမ်းလေးဝေမလို့ ဩဘုန်းတော်မင်းမရှိတော့ဘူး မမေကပိုးနုဆိုင်တဲ့တမီးလောက်မှဆုံးသွားတာညအိမ်မက်ထဲမှာလေမမေကိုတွေ့တယ်မမေကငိုနေတာအဲ့ဒါကြောင့်ပိုးနုမမေတို့ဒီမှာလာပြီးတော့ကုသိုလ်ကောင်းမှုလေးပါလေးလုပ်အထိတ်ချံပတိလေးပါလေးစိတ်ပြီးတော့အမြတ်ဝေ ကျွန်တော်စိတ်မကောင်းလိုက်တာဘုန်းတော် ဩဖြစ်ရမယ်လူပြိုကြီးကလည်း ဟုတ်ဘုန်းတော် ဟမ် ကြောင်းပါလား အထိတ်ချံပတိစိတ်မှာဆိုတော့တနားရောက်တော့ကြာမှာပေါ့လူပြိုကြီးကဘာဖြစ်လို့လဲအချိန်မရအောင်လားအော်ဟုတ်သားရဲ့လူပြိုကြီးကယုံသွားရအောင်ပါလေအော်ဒုက္ခပဲဘယ်လိုလုပ်လဲမသိဘူး ဟုတ်ကျွန်တော်ပြောစရာလေးရှိလို့လေအခု ပြောကြရှိလို့ရှင်လဲနောက်မှပဲပြောတော့လေပုံတော့အလေးတံပတိစိတ်ရအောင်ပါလူကြီးယုံနောက်ကြမယ်ဖြစ်ပါမလား ရပါကျွန်တော်ဘတ်စကားနဲ့ပဲပြန်သွားလိုက်တော့ ဖြစ်ပါမလားခဏလောက်ဆောက်လိုက်ပါလားပုံလိုက်ဖို့ပြင်မယ်လေ ကိုနိုင်ထိုးနေဟုတ်ကျွန်တော်ပြောဟိုနောက်မှပြောတော့မယ်နော် ဟုတ်ပါပြီလူကြီးဘတ်စကားနဲ့သွားလို့ဖြစ်ပါမလား ဖြစ်ပါတယ်ကျွန်တော်သွားမယ်နော် ဟုတ်ဖြစ်ပါတယ်နော် ဖြစ်ပါတယ် လူပြိုကြီးဖြစ်တယ်နော် ဟုတ်ဖြစ်ပါတယ် အမလီမမဆိုင်ဒီနေ့ထူးကြကိုတန်အောင်ကြီးရောက်ရုံနောက်ကြနေပါလား အေးမဖြစ်ဘူးဖြစ်နေတယ်ဆိုတော့ငါတို့ကဒီထိုးမှထင်တယ် တောင်းမယ်နဲ့ဟုတ်လား ဟုတ်ပါရဲ့ဆိုမှရုံနဲ့ကိုလေပူရထားနဲ့ဝင်လာဒီဇိုင်းကိုငါမျက်စိနဲ့ရမထွက်ဘူး ဟဲ့ပြောရဘူးလားဟိုတစ်ခါဖုန်းဆက်တော့လေပိုးနုဆိုရင်ဦးရပါပြေးလာတော့ပိုးနုရေးပိုးနုလူမျိုးကြီးကပိုးနုရဲ့မျက်စောင်းတာမခံနိုင်တော့ဘူး ဟုတ်တယ် ငါရိတ်တော့ရိတ်မိတယ်ဟာဖះပေါ်မှာတော့ကလေသူကငါ့ကိုဖွင့်ပြောဖို့ကြံနေတာအဲ့တော့ဘာလုပ်ရမှာလဲပိုးနုရဲ့ဥစ္စာကို तू ကပြောမယ်ကြံလို့ရှင်သူ့ပါစအောင်ငါပိတ်လိုက်တာ ဘာလို့ပြတာလဲ ဘာနဲ့ပိတ်ရမှာလဲစကားစကားနဲ့ပဲပိတ်တာပေါ့ဟဲ့နင်ပြောဖို့ပြ ဒီပါဘူးဒီပါဘူး အချိန်တိကျတဲ့လူပြိုကြီးကိုရုံးချိန်နောက်ကြအောင်လဲလုပ်ပြီးသွားပြီအခုလူပြိုကြီး
ဒီအေးနားမမင်းနော်နိုင်ဆိုင် ဘာလဲ မလေးဒီနေ့လူမျိုးရဲ့ရုံးပေးရဲဆိုတော့အားလုံးပျော်ကြရအောင်ဆိုလူမျိုးရဲ့အိမ်ကိုပျော်ပဲစားကြခင်ကြတာကြော်ကြမယ်လော်ကြမယ်စားကြမယ်တောက်ကြမယ် ဘာလဲဆိုတာကြာ တော့မယ်တော့ငါလည်းပါတယ်စက်သားလည်းပါတယ်အိုးလေးခွေရောရှိရလား ရှိပါလေဟုတ် ကဲရှိကြရဲဆိုလို့ရှိရင်မိဘရဲ့သွားကြရမယ်လာဒီလိုပြီးကြချွတ်စရာလေးပြေးပါအောင်နော် ဟုတ်ကဲ့ မိဘတို့မှာဘာရှိလဲမသိဘူးချက်ရအောင်သွားကြည့်ရမယ်လာလိုက်ခဲ့ဒီမဆလာရှိလား မဆလာကုန်နေ ဟာအဲ့ဆိုလို့ရှိရင်မဆလာတော့ဝယ်တော့2ထုပ်3ထုပ်လောက်ဝယ်ခဲ့လိုက်နော်မြန်လာ9မိနစ်နဲ့ရောက်ပြန်လာတော့ဈေးတွေပိုင်းလည်းစစ်မနေနဲ့အောင် ဟုတ်ကဲ့ဟုတ်ကဲ့ မြန်လောက်နော် ဟုတ်ကဲ့ဟုတ်ကဲ့ ဟာသူ့မဆလာတော့ဝယ်ခိုင်းတာလေပြန်လာလို့ရှင်နောက်ထပ်2ခေါက်လောက်ထပ်ပြီးပြေးခိုင်းလိုက် အေးနေရတယ်ကြည့်လို့ပါဖြစ်ပါမလား ဖြစ်ပါတယ်ဟာနင်တို့ကလည်းအဲ့လောက်တော့ခိုင်းပေးအောင်မှာပေါ့ကဲတို့အဲ့ဒါပြအောင်လုပ်ထားလိုက်နော်ငါ9နဲ့7နဲ့တော့ကင်ထားလိုက်ပိုးလူကိုလည်းဆင်ပေးလိုက်တာလူပြိုရတော်တော်မောဝါအော်ဒီလောက်ခိုင်းလာတာတောင်တော့ရီးစားစကားပြောပြလိုက် ဒီလိုမောလိုက်လား ဟိုမမောပါ ဟမ်ဘလို့ကြီးလဲမောတယ်တဲ့မမောဘူးတဲ့ဘယ်ဟောက်ယူရမှာလဲ ဟာလေမောလဲမောတယ်လေမမောလဲမမောဟိုဆိုင်နေဆိုင်နေချင်း အမေလူမျိုးရလာကြီးပဲကဲလူကြီးဟိုကတမင်းပြင်းနေပြီတမင်းသားစားမလား လာလေဟိုပြောပြရှိလို့လေ ဘာပြောပါလဲပြော ကဲကျွန်တော်ပိုးလူကိုလူပြိုရပြင်းလာပြီဒါပြင်ပြီဒါပြင်ပြီ လေးကိုလေးလေးလာမင်းသားစားတယ်ဒါပါလားဒါလေးကစားစားပဲကဲလာဆိုလူမျိုးရရတယ်ခင်ဗျာလူမျိုးရဘယ်ကနေမရှိဘူး ဟောရှိခန်းထဲမှာ ချက်လိုက်အနောက်မှာ တို့ရှာပါကောင်းကြည့်တွေ့တယ်တဲ့စားမလားဇွန်လည်းရှာတာလည်းမတွေ့ဘူး အော်ရှိကျွန်တော်သိန်းတာရှိ သိထားတယ်ဒီလိုထဲမှာတော့ခတ်ထားလို့ဒီ
ဟုတ်တယ်ကျွန်တော်ပါကြည့်တော့ဝါလာတော်စား ပိုးနုတွေလည်းတောင်းဆရာရှိသေးတယ်တောင်းရမယ်လေနော်နောက်ပတ်တနင်္ဂနွေနေ့ကြလို့ရှင်ပြန်လာခဲ့မယ် နောက်တော့ကတနင်္ဂနွေကကျွန်တော်အိမ်မှာရှိချင်မှရှိမှာ ရှိမရှိလေလာကြည့်လိုက်မယ်လေမရှိလို့ရှင်လည်းပြီးရောပေါ့ဟုတ်တယ်မလားတောင်းမယ်နော်တာရီတော့ဒီ ခွေးတစ်ခုများလာပါကဲကျွန်တော်ခွေးတစ်ခုမဟုတ်ပါဘူးကဲအမေဒီလာလို့ကျမချင်းကောင်းမျက်စီလာတာဟာဘာလို့ဆိုတော့တိတ်ဆက်တိတ်မုန်းနေကောင်ကွာငါ့ကကြောက်နေခွေးသူနာမကောက်ဘူးငါခွေးပြောက်တာဒီကောင်ခိုးရောက်လာဖြစ်မှာမရောက်ပါဘူးသူငယ်ချင်းဆိုတော့မရောက်ပါဘူးအကဲကောင်းမြရက်မှန်တဲ့ကောင်ယူသားတယ်ယူသားတယ်ဟုတ်ပြီမင်းအမင်းအောင်တိတ်ဆန်ချစ်လားချစ်တယ်ပါတယ်ကျွန်တော်တို့ဆိုနေရနွားရီဆိုပူချစ်တယ်ဟုတ်လားအကဲကျွန်တော်ချစ်တယ်ခင်တယ်နော်သွားလာမယ်အေးဟမ်နွားလည်းချစ်တယ်အငယ်ကြီးလည်းချစ်တယ်ဆိုငါနဲ့နွားနဲ့အတူတူပေါ့ကွာဟုတ်တယ်စားကောင်းကောင်းနဲ့စားလိုက်တာပါဟုတ်လို့ကဲစားလို့ကောင်းနေတယ်အဲ့လိုမျိုးအရင်စားရဘူးလေကိုယ်ပိုင်နဲ့တောင်းမယ်ကိုစားပေါ့စားလို့ကောင်းတော့ဩကောင်းနေတဲ့အရင်စားတဲ့ခါကျအခုလိုမျိုးပိုက်ကြအင့်နေပြီပေါ့ ခုလိုမျိုးပိုက်ကြီးဘုလိုအစားကြီးလေးတိုင်းပေါ့ချစ်ရကဲဟုတ်စားကြည့်စေမှာပါတယ်ကဲပါစဟာဟောကောင်းပြီဘာဖြစ်နေရတော့ဟာဟေ့ဘာဖြစ်နေရဟောအစားကြီးလေးစားလို့ပါငါပါစားဟာဘယ်နဲ့စားကြည့်နေလဲစားဘယ်ဖြစ်နေစားကြီးလေးလားခါနေပါပေါ့မင်းကွာကြောင်တောင်းနဲ့တတိယထားပါမင်းရလေမင်းပါဘယ်ပါလဲဘာကိစ္စငါမနေ့ကနေပြန်မလို့မင်းကြည့်နေစီဘာမှမအောင်နေပြီမလို့မင်းကားလမ်းကဝယ်ပြီလားဝယ်ပြီမနေ့ကပြန်ပါအဲ့ဒါခဏနေကွာငါကြည့်မိရှိပတ်စံထည့်ပေးလိုက်ကြနော်အေးဟာငါကွာကြည့်လိုက်လို့ငါတော့ပြည့်ပြည့်ရတယ်နော်ပြည့်တော့ပြည့်ပါနော်မြို့ကြီးကြည့်ရဟာအေးစာရေးပါလေရေးမပေးလိုက်တော့လားရေးတော့ပါကွာနေကောင်းတယ်လို့ပဲပြောတာအဲ့ဒါပဲပေးလိုက်တော့နော်မင်းတော့ပါလမ်းစဉ်ပို့နေကြတာလေလမ်းစဉ်ပို့တာမဟုတ်ဘူးကွာငါပတ်စံစုစုပြီးတော့3လချိန်4လချိန်ပို့လာခါရတော့စာရိုက်ကနေပို့တယ်အခုမင်းလာလည်းနဲ့ထည့်ပေးလိုက်ဟောအေးဒါဆိုငါသွားမယ်အေးလိုက်မပို့တော့အေးမင်းစာကြီးဟာမယ်နော်ရှက်လိုက်ရှင်းလီလေးမင်းတော်ဆိုးရကောင်ကွာမင်းပြောင်းနေငါမှဘယ်စိတ်ပူရလဲမသိသူများသွားလားသူများတတ်သလားဟိုရောနဲ့ခွေးတွေ့ပြီလားအေးတွေ့ပြီကွာတွေ့ချစ်စရာလေးနော်အေးချစ်တာဘောကွာငါသားသမီးလို့ချစ်တာဟုတ်တယ်ဒီလည်းချစ်တယ်မလားချစ်တယ်ကျွန်တော်ခွေးလည်းချစ်တယ်နွားလည်းချစ်တယ်ကြားလည်းချစ်တယ်ပြောမယ်ကောင်းပါကဲကောင်းပါပြီဟုတ်တယ်ဒီမှာဗျာခင်ဗျာစင်းနေပုံပါတယ်ကျွန်တော်တောင်းပါပါလေဆရာနောက်အဲ့လိုဖြစ်စီရအောင်ဆရာအားရပါဗျာဒါလူဆိုတာအမှားကင်းတယ်လူဟုတ်တယ်ခါလည်းပြောတော့မှားကျွန်တော်ကွန်ပျူတာပြင်လိုက်နော်ဟုတ်ကဲ့ကျွန်တော်ပဲစစ်ပေးလိုက်တယ်သိအောင်ပြင်တော့ဟုတ်ကဲ့ဘာစဉ်းစားလဲဗျာဘုံဒလိုပဲဆရာကျွန်တော်အိမ်မှာဆင်ပြေတော့ဩစင်မပြေရရှိကျွန်တော်ပြောကျွန်တော်ပြောရှိတယ်ကျွန်တော်ပြောဒါကိုစစ်လိုက်ပြောတယ်ခင်ဗျာတော့တော့တော့ပြောကျေးဇူးပါဆရာရ也到了，也到了，刚才回到。谁呀？公爷先，叫我到先。俺原去吧，就你俺家这里下雨，这里干，那么别人回到什么？就到了。快到了，到了先，到了先。ဆက်ချက်ဒါလေးယူတော့မလားဆရာနော်ယူပါဗျာအမလေးဒီကဘာမှမဘာမှမနေရလဲမသိကြဘူး
အဲ့ဒါဘူးတိကျနေပွဲကော်ဖီတစ်ခွက်လူပေးပါတော့မှာလေဖေးတူကကော်ဖီကနော်ဝေးဘာဖြစ်အောင်ဖြစ်ပါ အဲ့ဆိုလို့ရှင်စိတ်ကောက် အာမကောက်ပါဘူး ဘာလို့စကားပြောလေ ဘုန်းကြီးကခုနကစကားပြောပဲနဲ့ညင်ညင်လေးလိုက်ခဲ့ဆို အော်အဲ့ဒါကားပေါ်မှာကားမောင်းနေတဲ့ခါကျအာယုံများမှာဆိုလို့မပြောနဲ့လို့ပြောတာအခုပြောလို့ရပြီပြောလေဘာမှလည်းမစားဘာမှလည်းမပြောနဲ့အယုတ်ကြီးချရတယ်လို့ပဲငုတ်တော့ပြီသူပဲပြောချင်တယ်ဆိုလို့ဒီကိုခေါ်လာတာဒီရောက်လည်းဘာမှလည်းမပြောပြင်းစရာကျွန်တော်အခုပြောတဲ့စကားကိုဘုန်းကြီးဒီနေ့နဲ့ပြေးပြေးချာချိုးစံတော့ပါမလားပြင်းစရာနော်ချိုးစံတော့ပါလားအရင်ပြောဖို့ကောင်းပါရဲ့ကျွန်တော်လေဒီစကားကိုပြောလို့ခဏစဉ်းစားကျွန်တော်လေဘုန်းကြီးစတင်ကြရတန်အောင်စီဖြစ်တန်အောင်စီဖြစ်ပါအဲ့ဒါဒီမလေးရှမ်းခောက်ဆွဲပဲရလားမသိဘူးမှားပေးပါလားတော့ဒီမှာမရှိဆိုလို့ရှင်လဲပုံနုလို့စိုက်ပြောင်းကြမယ်လေဘုန်းကြီးဘာလဲကျွန်တော်ဘုန်းကြီးချစ်လူပြောရပုံနုချစ်တယ်တေးကြလို့လားတကယ်လားအဲ့ဒါဆိုလို့ရှိရင်လူပြောရပုံနုချစ်နေတယ်ဆိုတဲ့အကြောင်းတလောကလုံးကြော်ညာရဲလားကြော်ညာရဲတာပေါ့ကျွန်တော်ပုံနုတကယ်ချစ်တာအဲ့ဆိုလို့ရှိရင်ကျွန်တော်ပုံနုကိုအရင်ချစ်ပါတယ်ပြောလို့အကျိန်း3ခါအော်ဒီမှာအခုအော်ရဲဦးလားအော်ရဲဆိုလည်းပြီးရတယ်ကျွန်တော်ဘောကျိုးရမ်းချစ်ပါတယ်ဗျို့ကျွန်တော်ဘောကျိုးရမ်းချစ်ပါတယ်ဗျို့ဘောညိုလည်းဖြစ်ပါတယ်ဗျို့ရှင်ဝေးကျမလူကြီးလူကောင်းလို့ထင်တာရှင်တော့အဆက်မရှိဘူး爱不我的去哪里木的路径，那时候俺们老大地对人没为人呢。ရှင်ကျမလူကြီးလူကောင်းလို့ထားရှင်တော့အဆက်မရှိတယ်ရှင်ကျမလူကြီးလူကောင်းလို့ထားရှင်တော့အဆက်မရှိတယ်ရှင်တော့အဆက်မရှိတယ်မာယာရဲ့မူတော်ငါဟာမင်းလက်ထဲဟာကြီးမေဘယ်လိုလဲကျွန်တော်ပြောပေါ့ကျွန်တော်လာကြမှာပေါ့ကြီးဟောဟိုကြီးမေလာမဲ့နေ့ကတားရုံးမိတဲ့နေ့မို့လို့လေဖုန်းမဆက်တော့ဒီတိုင်းပဲထွက်လာလိုက်ဘာဖြစ်လဲဖုန်းဆက်လာကျွန်တော်လာကြည့်လို့ရတာပေါ့ကြီးရပါတယ်တာရဲ့ကားဆိုင်တယ်ကြာပြီကားဆိုင်တာစောတယ်တာရဲ့ကြီးမေကြာကြီးစောင့်နေတာပေါ့နေရတော့လားအဲ့နေမကောင်းတဲ့အတွက်ကြောင့်ရန်ကုန်သွားပြပါဆိုဒေါက်တာစောမြတ်ပြောလို့ရန်ကုန်ဆေးလာပြတာတော့မှကြီးမေဆေးကလည်းပြန်ဖျားလည်းပူနေတော့ဖျားဖူးလို့တော့ကောင်းပါလေဒါပေမဲ့မင်းတို့ရန်ကုန်မျက်စိတော်ကတော့ကြီးမြင်နေတတ်ပါဘူးဇော်တို့နဲ့တွေ့တယ်မတွေ့ဘူးလေဘာဖြစ်လို့လဲအော်ဇော်တို့ဟိုကျွန်တော်လူယုံပစ္စည်းဇော်တို့နဲ့ထည့်ပေးလိုက်ပြီမတွေ့တဲ့သူလားဟုတ်ပါဘူးဟုတ်တယ်
လောကမကြည့်တော့သူ့ယုံသွားပြီးရှက်ခွဲပြဟုတ်လားဖြစ်ဟာ မင်းကလေးဖြစ်နေလို့ပေါ့ ဘူးမပြောတယ် တဲဦးအကိစ္စလေ ကျွန်တော်ခွင့်တင်ကြတော့ အမင်းနေပြောင်းလို့ အော်နေမပြတ်ပါဘူးကျွန်တော်ကြီးမေရောက်လာလို့ပဲကြီးမေကနေမကောင်းစရာအဲ့ဒါသူ့ကိုပြုကြည့်ခြင်းလို့ပါနှစ်ပတ်လောက်ပေါ့တပတ်နဲ့သက်တာပါလဲကျွန်တော်တစ်ပတ်ပဲကြည့်ပါ ချင်းမင်းနဲ့မင်းနဲ့ဘယ်လိုတော့တာလဲ ကျွန်တော်ဖေရအမပါကြီးမေရဟိုကြီးမေဆိုရင်လည်းကျွန်တော်ငယ်ငယ်လေးနဲ့မွေးစားခဲ့တာလေတော့အမေလိုဖြစ်နေပါတယ် ကောင်းပါလေကွာလူကြီးသူမကိုပြုစုတာကောင်းပါမင်းလည်းကုသိုလ်ရတာကွာဆရာဘက်ကပါကူယူပေးရ တခြားမရှိပါဘူးကျေးဇူးတင်ပါ အေး ဟုတ်ပြီ ကိုနုတော့နင်ကြည့်လဲတော့ကိုကောင်းမြတ်လူပြိုကြီးဆိုအချစ်လဲကြည့်လိုက် အမလေးချစ်ချစ်တော့ငါဘာလုပ်ရမှာလဲဟဲ့ပိတ်တဲ့ချင်းနဲ့ရောင်းစားမှာပိုးနေတာတတ်တာ လူပြိုကြီးချင်းကပြိနေမှာအဲ့မှာပိုးနုတော့ပြိပြပြလေးဖြစ်နေ အမလေးဒီခန္ဓာကိုယ်ကြီးပြပြမှာတော့ပြပါစေ ဟုတ်ပြီဆရာဒီလိုတော့ညာရလာတော့ပြန်ယူလိုက်ပါသွားတော့ပြန်ပေါ်လိုက်တယ်အဲ့ဒါဆရာကျွန်တော်လည်းလိုလို့ပေါ့ဗျာဟုတ်လားကွာဟုတ်ပါရဲ့ကွာငါနဲ့ဦးတဲ့တယ်ကိုလာရောက်ဝယ်လို့ဆိုပြီးဒီတော့ဆရာအကိုရတဲ့လက်စွပ်ကိုကြားပေါက်တာဗျာအေးကွာတော်တော်လေးတော့အားဟောစရာကောင်းတာဒီလောက်ပတ်စံကိုစိတ်စိတ်ဆက်ဆက်တုံးလက်တဲ့လူကငွေလိုတယ်ဆိုတော့ငါလည်းစဉ်းစားလို့မရတော့အေးကိုတောင်းလည်းဖွင့်ယူလာဂျီယန်နဲ့တတိယလည်းအပြစ်သွားပြင်းတော့ပြင်းတယ်ပါလေဟမ်အဲ့တော့အဲ့ကိုတောင်ကြီးဘာကြောင့်ငွေလိုလဲဆိုတော့ဟောလောင်းကြဟမ်မဟုတ်မှလွယ်အောင်မိမယူထင်တယ်ဘယ်ကမိမယူရမှာလဲမိမယူဖို့နေတာသူ့ကောင်ကလေးကသူ့ကိုမချစ်ပါဘူးလို့လေဟိုတလောရုံးမှလာတော့ပတ်အော်သွားတယ် အဲ့ဒါလည်းဟုတ်တာပဲဘာပဲပြောကွာဘာကြောင့်ငွေလိုလဲဆိုတော့လောင်းမယ်မင်းတို့လည်းထင်ရလားဟမ်လောင်းကွာလောင်း ဟဲ့ဘာလဲလောင်းနေကြလဲဒါကြီးလဲပါမယ်လေ ကဲတယောက်တော့တိုးလာဘာတွေလောင်းနေတယ်ဆိုတာစိန်ပစ်မင်းမရှင်းပြလိုက် ဒီလိုကိုတောင်ကြီးကိုပေါင်ဆိုင်မှာတွေ့တယ်အဲ့ဒါငွေလိုဆိုပြီးသူကြီးတော့အမွေရတယ်လက်ဆိုကိုလာပေါင်လာရေးအဲ့ဒီကိစ္စကငါတို့လောင်းနေတာ ကိုတောင်ငွေလို့ကောင်းတယ်အဲ့လူကြီးအကြက်တဲတို့လေဇာကြီးကတော့ဝမ်းသာတယ်ပဲ ဘာလို့ဝမ်းသာလဲဘာဝမ်းသာ ဘာပြရမှာလဲ तू ကလေကိုအလုံးရှုံမျက်နှာလောက်ချင်နိုင်လေဇာကြီးတို့မတရားအလုပ်တို့ဖိခါဒါမှသူများလို့မဟုတ်တော့သူ့လို့သာဆိုလို့ရှိရင်ဇာကြီးတို့တန်တိုးချီများခိုင်းမလားမသိဘူး ဟဲ့ဟာကြီး ငါလုံးဝမကျင်တတ်ဘူးကွာသူ့ကြောင့်ပဲစုခံနေရတယ်မနေ့ကလည်းသူ့ကြောင့်ပြောလို့ပဲငါစုခံရတယ်မင်းဘယ်သူကစုလာလဲတစ်ထည့်ရလားဂျီယမ်ငါလားနှစ်ယောက်လုံးပဲပေါ့အခုလို့ဟဲ့ကိုတန်အောင်ကြီးနော်အရန်ငွေလို့တယ်သူ့ကြီးတော်ကြီးနေမကောင်းတော့စေုံတက်ရလို့တဲ့အဲ့တော့ငါသိခဲ့ရတယ်ဆရာတော်မယ်နင်တို့ကလိုက်ခဲ့ကြ ဟဲ့နင်ကလည်းသူများဒုက္ခရောက်နေချင်းကောင်းပါမလားဟဲ့ငါတို့ကမလိုက်ရဲဘူးနော် ဟဲ့နင်ကလည်းကောင်းပါလေဘာမှမဖြစ်ပါဘူးငါကဘာလို့မှမလို့လဲနင်ကလည်းလိုက်ခဲ့ကြပါဟဲ့ ဟုတ်တယ်ငါလည်းမလိုက်ရဲဘူးအဲ့ကိစ္စတွေသူ့ကိုနှိမ့်တယ်လို့ဖြစ်နေမှာငါကြောက်တယ် လိုက်တော့လိုက်ခဲ့တာနင်အပေါ်မတက်လို့ရှင်တာမှာကားရဲဆောင်နေကြဘာလို့လဲဟမ် ပြပါလူကြီးရဲ့ထိုင်ရစ အေးမအောင်ကြည့်လာတော့ဘူးလားဟမ်ကြည့်နေကောင်းတော်ပြန်တော့ အဲ့လိုလည်းမစိုးရိမ်ပါနဲ့ဘာမှမအောင်ပါဘူးဘုန်းတော်လူရိုးရိုးတနာလို့လာတော့အခုနေပြီ အာမင်းကဘာမှသနာကြမလို့ပါဘူး လိုတာဘောလူကြီးရဲ့အခုလူကြီးကမလို့ရတာလားသူအသေးကလည်းကွဲနေရတယ်အဲကြောင့်ဘုန်းတော်အသေးခေါ်တာတန်တယ်ကြည့်တာ တဲ့ကောတာမင်း
င်းကငါ့ကိုအသေးခွက်ကပေးမယ်ပြီးလို့ရှိရင်ရုံးမှလာပြီးအော်ကြီးစစ်ကျင်တဲ့လူမျိုးကြီးကိုအသေးခွက်ကပေးရပါတယ်ဗျအော်ဟုတ်မယ်မလား အော်ဒီတစ်ခါရုံးမမအော်ပါဘူးလူမျိုးကြီးဟိုက်လမ်းထင်ပါပဲလေလို့ တော်ဖိုးမင်းဘလို့မင်းကလေးလဲကွာ အော်ဒီတစ်ခါတန်းကောင်းမမအော်မှာပါလူမျိုးကြီးလူမျိုးကြီးကိုပိုးနုအသေးခွဲလိုက်မိတဲ့အတွက်ကြောင့်အသေးခွဲကလေ တော်ပါပြီဖိုးလို့ဟာမကြည့်မနေမကောင်းလို့ကွာမင်း ဟုတ်တယ်လေကြီးမင်းနေမကောင်းလို့လူမျိုးကြီးငွေလိုနေမှာလားအဲကြပိုးနုကလေအသေးခွဲကပတ်စံလာပြ9000တော့လူမျိုးကြီးအသေးခွဲကနော် မင်းတော်စော်ကားပါလား စော်ကားမဟုတ်ပါဘူးဆိုလူမျိုးကြီးကလေလူမျိုးကြီးမှငွေလိုနေလို့ပိုးနုကလာပြ မင်းကူညီတော့ငါဆွားစားရတုံးပြီးနှုံချဆော့ပြနေတဲ့ကောင်မဟုတ်ဘူးကွာနော်အသက်သာတဲ့ကောင်ကမင်းကူညီဘယ်တော့မှမရှိ ဟဲ့အသက်တော့အတင်ကမှနဲ့လူမျိုးကြီးနှမျောစရာအလက်ကြီးရှိတော့ဆိုမိမတော်မရသေးဘူးအသေးခွဲချလေးပြီးတော့9000ပဲယူလိုက်တာလူမျိုးကြီး မယူလုံးဝမယူနော်ငွေလိုလို့မင်းရှိယူမဲ့အစားလေးငါမျက်လုံးငါဖောက်ရောင်းပြ ဟမ်တကယ်ရမှာလားဘယ်တော့လဲပြောပိုးနုဝယ်မယ်လေအာလူမျိုးကြီးကလည်းအသေးခွဲကယူပါလို့ပြောတော့စား ဟာမင်းပြန်မလားမပြန်ဘူးမပြန်ငါဆွတ်ထုတ်မှာနော် ပြန်ကြလာသူများလာတော့အကူကြီးပဲဥစားမပြန်ပါဘူးအချင်းမဲဒီမှာလူရိုင်းလက်လာဆွဲနေတော့ချင်းမဲနဲ့တော့မှာနော်အပနဲ့တော့ခက်ရနာကိုစိတ်ချမ်းသာအောင်တော့ထားနော်ဟုတ်ကဲ့ဒီယောဂဆေးကောင်းဝါကောင်းသုံးရမယ်ပတ်စံတော့ကုန်ပြီဗျာပတ်စံရှာထားဖို့သာဟုတ်ကဲ့ကျေးဇူးပါဟုတ်ကဲ့ထွေးကနာထားဒီမှာတော့မှတောက်ဆုံးတော့ဘယ်မှမလာမသိဘူး လေးစားလေးရှိလို့ ဘာမှမလုပ်လည်းမသိဘူး ဟာလေစောစောကဒီကထွက်သွားတဲ့လူကလေဘာလာလောက်တာလည်းမသိဘူးသူသိချင်လို့ပါ ကိုကောင်းမြင့်ဝင်ပေးတာလည်းတူတယ် ဟုတ်ပါတယ်လူမျိုးကြီးကိုကောင်းမြင်ကိုပြောတာပါ သူကကျွန်တော်တို့ကြားပိုင်းလူငယ်တင်တန်းအကြောင်းကိုလာကျင်ထုတ်တဲ့အလိုချင်တူပါကလေးနှစ်ယောက်တော့လည်းတောင်းယူထားတယ်လေဘာဖြစ်လို့မိတာလည်းမသိဘူး ကျမတကယ်ချင်းမိတ်ဆွေမလို့မေးကြည့်ရပါရှင် ဒီလူကတော်တော်လေးစားဖို့ကောင်းပါတယ်လာစဉ်1000နဲ့လူတယ်လေဒီလမလူနိုင်လို့နောက်လာမှပေါင်ပြီးလူရစေဆိုပြီးတော့လူကိုယ်တိုင်လာပြီးတော့အကြောင်းကြားတာရှားပါတယ်ဗျာဒါကြောင့်မို့လို့ဒီလူကိုလေးစားဖို့ကောင်းပါတယ်လို့ပြောတာ ဟဲဒီလူဒီလောက်ကြီးစိတ်ထားကောင်းတယ်ဟုတ်ရလားဟဲ့ ငါကိုယ်ရဲ့မျက်စိနဲ့တက်အမြင်ခဲ့ရ ငါသိတော့မယုံချင်ပါဘူးအော်အန်ဒီဆန်ပို့တီမှာပဲအန်ဒီဆန်ကိုသွားမိမှာငါတို့အခုသွားကြမယ်လေဝင်မဝင်ခေါ်သွားလိုက်မယ်ဖြစ်နိုင်တယ်သူကငငယ်လေးတွေကမိဘရှိတော့တာမဟုတ်ဘူးမိဘတွေကသူငငယ်လေးတွေကဆုံးသွားတာတဲ့သူ့ကြီးမိန်နဲ့နေတာတဲ့သူ့ကြီးမိန်ရပဲသူ့ကိုကြောင်းနေပါလေထားပေးရတာတဲ့ဟိုတနေ့ကတထေးကလေငါ့ကိုဝေပို့ခိုင်းလို့သူ့အိမ်ကိုဝေသွားဖို့လေသူ့ကြီးမိန်ရှိကိုငွေပို့လိုက်တာတဲ့လမ်းမှာလူကြုံနဲ့လွဲသွားလို့တဲ့သူစိတ်ညစ်နေတယ်သူ့ကြီးမိန်ရလည်းနေမကောင်းဘူးတဲ့တော်တော်စိတ်ကောင်းရှိတဲ့လူကြီးပါဟဲ့သူစိတ်ညစ်နေတဲ့အချိန်ခါမှလေခေါက်ခေါက်ပြပြလေးနေလိုက်ပါနော်အမမပြန်ကြတော့မှပဲဘုန်းတူသွားပေးလိုက်တော့
ဆန်ညင်းစေနှိမ့်ဆက်တေးချောင်းကြမှုနဲ့မင်းကိုထောင်ရှားမယ်ထောင်ရမယ်ဒါလည်း လို့တယ်မလို့ဒါမတော်တဆဖြစ်တာပဲ အေးဘုတော်စားတယ်နားမလဲဘူးကွာကာတာလေးတမီးတို့တေးသွားပြီကာတာလေးတေးသွားဘယ်လိုလုပ်မလဲကွာဘယ်လိုလုပ်မလဲကာတာလေး ပြန်ရောပေးပါမယ် ပြန်ရောပေးလို့မရကွာကာတာအသက်ရှိတာပဲငါလို့ကြည့်တယ်ဒီမှာငါသားကျဲလီကိုတလားနှစ်လားလဲငါသွေးသားရင်လို့မွေးလာတာကွာမိတဲ့တမိုးရှိတဲ့ကျဲလီမိဘတမိုးရှိတယ်ငါသားကိုအသက်ရှောင်ပြန်လုပ်ပေးကွာလုပ်ပေးကွာ ဘယ်လိုလုပ်ရမလို့လဲသေသွားပြီဥစ္စာကို နားမလဲဘူးကွာမင်းမလုပ်ပေးဘူးဆိုလို့ရှိလေမင်းကိုထောင်မကြကြတရားဆွဲလို့ဆွဲမယ်ကွာဆွဲလို့ဆွဲမယ် ကျွန်တော်တောင်းပါပါလေဦးလေး မကြောက်ပါနဲ့ကွာမကြိုက်ဘူးကွာ မင်းတော်တော်ပြဿနာရှာတဲ့မိန်းမကွာဟာမင်းလောက်တာနဲ့အခုနောက်ပြဿနာတစ်ခုတက်ပြန်ပြီငါဘယ်လိုဖြေရှင်းအောင်ပေါ်မှာပြဿနာတစ်ခုမင်းနဲ့စတွေ့တယ်တခုမှမကောင်းချိုးလို့ရမိန်းမချိုးလို့မတော်တော်ဦးရဲ့ချက်တော့တာဘယ်လိုပါတာကောင်းပါမင်းနဲ့မင်းတို့တော့မကြကြအောင်ငါလုပ်ပဲကြားလေလားလုပ်ရတာလီကိုင်းမြောက်တယ်ဖုန်းတော့ဆက်တယ်နောက်တော့ဒီမှာရောက်မယ်လို့ပြောတယ်အဲ့တော့ဆက်ပါဖြစ်ရှိတယ် မင်းတော့ပါဘူးတော်တော်ပြောင်းလာပြန်ရောက်လာမှာ ။ငါပြန်ရှိမှာခဲ့လေ။ကိုကြီးပြန်လာရင်ပြောမှာ ရပါတယ်ပါပါဟိုတော်တော်ပြောင်းလာဟိုလာပါ ။ဟုတ်ကဲ့ရှင်အဲ့ဒီကိစ္စလေးကိုအပေါ်ထက်ကကိုကောင်းမြင့်နဲ့ဘာမှမဆိုင်ပါအပါရဲ့အဲ့ဒါလေးကိုကျမတို့တကားဖွင့်လိုက်တော့ကျမကြောက်ဖြစ်သွားတာပါအဲ့ဒါကျမတို့လာပြီးတော့တောင်းမှန်တာပါအဲ့ကိုကောင်းမြင့်ကလည်းအရန်ကိုစိတ်မကောင်းဖြစ်နေလို့ပါ ဟုတ်ပါတယ်သူမအဲ့ဒါလေးကိုကျမတို့ဘယ်လောက်များအယောပေးရမှန်းမသိပါရဲ့ မနော်ဦးအိုက်ခွေးကိုမင်းငယ်လေးတွေကငါးဆောင်ပြေးပြီးပွဲ ငါးပါကျမပေးပါမယ်ပါရဲ့ဟုတ်အဲ့ဒါဆိုလို့ရှိရင်55တောင်းလို့ရိုးချင်းအနေနဲ့ယူပါပါရဲ့ယူလိုက်ပါပါရဲ့ယူပါပါရဲ့ဟိုရောတော့မဟုတ်ပါဘူးပါရဲ့အဖခွေးလေးသိကြလို့ကျမတို့အနေနဲ့အဲ့လိုဖြစ်တာပါလုံးဝမထားပါနဲ့တော့ပါနော်ယူလိုက်ပါပါရဲ့အဲ့ဆိုကျမတို့ခွင့်ပြပါအောင်တော့ပါဟုတ်ခွင့်ပြပါအောင်အဲ့ဆိုကိုကောင်းမျိုးလည်းကျမတို့အမစိတ်ဆိုးပြစ်သွားပြီလို့ပြောလိုက်မယ်နော်တောင်းပါမယ်ပါတောင်းပါမယ်ပါဖြစ်လာရင်တက်တဲ့ရှိဖို့တက်တဲ့အနည်းဆုံးလေးတော့ပြရမှာဗျာတို့ရောက်ရှိအဲ့ဒီလူကြီးကဂျုံကိုလိုက်တော့တက်တဲ့ခါနေအဲ့ဒါတော့မတည်ကြဘူးဗျ အေးလေဗျာအကောင်းဆုံးဖြစ်အောင်တော့ကျွန်တော်စူးစမ်းပြီးဆောင်ရွက်ပေးပါမယ်ကျွန်တော်တို့ရှိနေပညာဆိုတာငွေကြေးနဲ့တန်ဖိုးဖျက်ရတာခက်ပါတယ်ဗျာဟုတ်ကဲ့
ပြောပါကိစ္စပဲ ကျွန်တော်ဦးကိုကျေးဇူးတင်တဲ့အကြောင်းပြောရင်းတောင်းပါမလား ရှင်းနေမှလည်းကြားထဲမှာကျေးဇူးတင်စရာတွေတောင်းပန်စရာတွေဘာမှမရှိပါဘူး ကျွန်တော်ဘက်ကတော့ရှိတယ် ကဲခဏပါလေပြောအောင်ငါးထောင်ကြည့်ရအောင် ကြီးမေကိုစေးုံတင်နေတဲ့အတွက်ပြီးတော့ဥဆန်ရွှေခွေးလေးတည်သွားတဲ့ကိစ္စမှာကျွန်တော်ဘက်ကကူညီဖြည့်ရှင်းပေးတဲ့အတွက်အဲ့အတွက်ကျွန်တော်ဘုလို့ကျေးဇူးတင်ပါတယ်ကျွန်တော်စိတ်ဆိုးပြီးတော့ဘုလို့ပေါ်မှာပြောဆိုခဲ့တဲ့စကားတွေအတွက်လည်းကျွန်တော်တောင်းပါ မလို့ပါဘူးကျမအဲ့ဒါလုပ်ခဲ့ရဲဆိုတာရှေ့စီတောင်းမယ်တဲ့စကားတွေကျေးဇူးတင်တဲ့စကားတွေကြားချင်လို့လုပ်တာမဟုတ်ဘူးရှင်းမပြောခဲ့ဘူးပါလေဘယ်ကိစ္စမဆိုတရားတန်ကြီးဆိုတာရှိတယ်ဆိုတာအခုကျမအဲ့ကိစ္စလေးပေးခဲ့တဲ့အတွက်ရှင်းဘက်ကလည်းတရားတန်ကြီးပြန်ပေးရမယ်ပြောပါစမ်းပြီးပါ အဲ့ဒီအတွက်ရှင်ကျမမျက်နှာဘယ်တော့မှမကြည့်အောင်ဆိုတဲ့ကတိကိုရှင်ပေးရမယ်နောက်ဆုံးတော့ငါလုံးသားအတီးတွေးရမယ် တောင်းလို့ရမယ်ဆိုတော့ဆရာကမင်းကိုငွေချူပေးတဲ့အတွက်အလုပ်တစ်ခုတော့ခိုင်း ဟုတ်ကဲ့ရပါတယ်ဆရာခိုင်း မင်းအလုပ်ပြန်ဝင်တဲ့နေ့မှာ GM ကခွင့်တလာယူမယ်တဲ့ဟုတ်အဲ့ဒီတော့အဲ့ဒီလာမှာမင်းနှစ်ယောက်စာအလုပ်လို့ဟုတ်ကဲ့ပါဆရာကျွန်တော်လုပ်ပြီးပါမယ် ဆရာကောင်းမြတ်ဖုန်းလာနေပါလေရေးကြည့်လို့တဲ့ အေးလာပြီဆရာကျွန်တော်ဖွင့်ပြီ အေးမင်းကြီးနေလဲကျမ်းပါပါပြီကွာ ဟုတ်ပြီလည်းပြပါဟယ်လိုဟုတ်ကဲ့ကျွန်တော်ကောင်းပြီပါဗျာ ကိုတောင်းချီလေးဆုံးသွားပြီလို့ပြောလို့ပြီးတော့လူကြီးကအလုပ်ကလည်းထွက်စားတယ်ဟုတ်ရလားစာကြီးရဲ့ဟုတ်ပါတယ်ဆိုမှတတိစီမှာငွေလို့ဆိုပြီးတော့ကြိုတင်သားဆောင်နေတာထုတ်တဲ့အချိန်ကျင်းညာစိတ်ကဆုံးသွားတာတဲ့အဲ့ဆိုကြည့်နေဆုံးလဲဆိုတော့အနားမှာလူရောက်ရှိပေါ့မရှိပါဘူးဆိုမှပဲစေးမှာဖုံးဆက်တာလားဟဲ့ဘုန်းငါအရင်တခါပြောနေလူမျိုးကြီးပေါ်မှာတော့တာလောက်တာရအရင်ကဝင်သွားတယ်နည်းနည်းလေးစဉ်းစားကြည့်ဟုတ်တယ်ပုံလို့ငါလေးလူမျိုးကြီးအရန်ကိုအမြင်ကတ်တာနော်ဒါပေမဲ့အခုသူဖြစ်နေတာကြည့်လို့သူ့အရန်အားနာပါတယ်သိတာဘို့လို့နေတကယ်လွန်သွားပြီရဲ့ချစ်နာလည်းမူတွေလိုချင်နောက်ဆုံးတော့ငါနှလုံးသားအတီးတွေးရမငွေတွေနဲ့ရိုင်းလေလို့ခုံနေစက်မယုံနိုင်တော့ငါရဲ့စိတ်တွေစင်ပြေငါမင်းလက်ထဲမာယာရီမယူသွား ငါမင်းလက်ထဲမာယာရီရမှုသွားမင်းလက်ထဲမာယာရီရမှုသွားငါမင်းလက်ထဲတမန်မှုမယူသွား
ရှိယူဆွေနေတဲ့နာနဲ့လုံးသားကိုလွန်ပြစ်ခြင်းဟန်ဆောင်နေတဲ့ပြုံးနေမိမ တကယ်ငါပဲလိုက်တာပြောရင်ဘုန်းတို့မင်းနဲ့လေဒါပဲလေလို့ ကျွန်တော်နေတယ်တော့ ဘုန်းတို့မျက်နှာတရားကြည့်လို့ဖြေစမ်းမှာဒါကဘာလုပ်တာလဲ ကျွန်တော်ပြီးတဲ့ကိစ္စကိုကြည့်ရ မလူကြီးဘုန်းတို့ပြောမယ်နော်တေချာနာထားအချစ်စစ်တစ်ခုရဖို့တွဲဆိုတာနှလုံးသားအတန်အတန်ရှိရရင်ပြရ အားလုံးနားလည်ခဲ့တဲ့ဒီခဲ့ပင်မဲ့တွေ့ဝေခြင်းမယုံကြည်နိုင်တဲ့နှလုံးသားမင်းရဲ့ပြုံးများတွေ့တဲ့ချင်းလားဆုံးမလို့ပြုံးတဲ့မင်းရဲ့လက်ဝများငါမင်းနဲ့တည်း ပြောရင်ဒါလေးဘာလုပ်နေရ ဝိုးဝိုးငါဟာမင်းနဲ့တည်းမာယာရီမာယူသွား ငါဆုံး ငါဟာမင်းနဲ့တည်း